မူရန်ကလည်းမော်တော်ဆက်မောင်းပြီးတော့လေနတန်တီကတက်မှကိုက်နေမူရန်ကလည်းစာအုပ်မှာဆွဲထားတဲ့မြေပုံကိုကြည့်ရေချောင်းပြမှတ်သားများကိုလိုက်ကြည့်ပြီးတော့သူ့တူညွှန်ကြားတာပေါ့ကြည့်လျာမြင်ခွင့်ရက်လေးမျက်နှာမှာလည်းပင်လေရေများသာရှိနေကောင်းကင်ရဲ့နားသက်ထိဆက်ရအရက်မှာလည်းရေပင်ကျဲကြီးနဲ့သာဆုံးတက်နေတာပေါ့အကယ်၍ကျွန်တော်တို့စီးလင်းနေတဲ့မော်တော်ဘုတ်ကလေးကိုသာကောင်းကင်ဘုံကနေလှမ်းကြည့်မယ်ဆိုပါရင်လေအဆက်ပြောက်ကလေးဖြစ်တာရှိနေမှာပေါ့အပြောကျလာတဲ့သမုဒ္ဒရာရေပင်တွင်းထဲမှာခရီးလမ်းကျွမ်းကျင်တဲ့ရေချောင်းလမ်းပြတာမပါရင်တော့လေကျွန်တော်တို့ကလည်းသွားလို့တဲ့နေရာကိုရောက်မှာမဟုတ်ဘူးလေမော်တော်ဘုတ်နဲ့လည်းပင်လေပြင်ကိုဖြတ်တန်းသွားရတဲ့ခရီးကလည်းအလွန်ပြင်းကြီးပြီးတော့ညင်းငွေပရာဖြစ်တယ်နေရှိတဲ့ရွေကြည့်လျာရေပင်ကြီးကိုသာမြင်နေရတာလေပြင်းကြီးစရာပေါ့တာဝလည်းနတန်သီးထံကနေမော်တော်ဘုတ်တက်မှကင်တဲ့ပညာကိုသင်ယူပြီးတော့တက်မှကူကင်ပေးတယ်အမောင်ကြီးကိုရဲ့တောင်းဆိုမှုကြောင့်ကျွန်ုပ်ကလည်းမဲပြက်ခီးထွက်ပြီးတော့ကြုံခဲ့ရတဲ့အကြောင်းအရာဇလန်းတွေကိုဆင်ပြီးတော့ပြောပြတော့လေထိုချိန်မှာတော့နတန်တီကလည်းအပြေးလွှာလာရောက်နားဆင်တာပေါ့ပင်လယ်ပြင်မှာနေသူပဲပြီးနှင်းဖုံးနဲ့တောင်တန်းဒေသများအကြောင်းကြားရမှာတော့တမိတမောနဲ့လည်းမျက်လုံးမှာမြင်ရပြီးတော့လေနားထောင်နေတတ်ပါတယ်ညနေဆောင်ရောက်ရင်တော့လေအရက်ဝိုင်းဖွဲ့တောက်ပြီးတော့လေနတန်တီကလည်းစလုံးရိုးရာဘုံလုံးလေးကိုတီးခတ်မူတန်းကလည်းသူ့ရဲ့အတန်ဝါကြီးနဲ့စလုံးငါးဖန်းတခြင်းများကိုဆိုပြီးတော့စလုံးဘာသာနဲ့တခြင်းတစ်ပုတ်ကိုစစငင်ငင်တီးဆိုတာပေါ့ညပိုင်းရောက်ရင်လည်းလေဆက်ကိုလည်းအနားပေးပြီးတော့လေမော်တော်ကိုလည်းကြောက်ချပြီးရပ်နာကြရတာပေါ့ကျွန်တော်ကလည်းလှေဦးမှာရက်ပြီးတော့ပင်လယ်တွင်းထဲဟာလျှက်စစ်မီးအောင်လို့ကိုခန္ဓာအယောင်ထွက်နေတဲ့ငါးအုပ်များကိုလည်းတန်တော်နဲ့ကြည့်နေမိအဝေးစီကနေငါးကြီးများပွက်တန်လဲကြားရတာပေါ့ရေပွက်တန်လည်းပြင်းထန်ကြီးမားလာတဲ့အရှင်ယုံနဲ့ကြားရတာကြောင့်ထိုငါးကလည်းကျွန်တော်တို့မော်တော်ဘုတ်တစည်းစာများရှိမယ်လို့ခံမှန်းပြီးတော့မော်တော်ဘုတ်ကိုဝင်တိုက်သွားရင်တော့လေအခက်လိုလဲကြမ်းဖန်စိုးရင်ပြီးပူပန်မိတာပေါ့တညမှာတော့ကျွန်တော်ကလည်းမော်တော်ဘုတ်ရန်နာထားတဲ့အချိန်မှာတော့တယောက်တည်းပင်လယ်ပြင်ကိုငေးနေမိလေတိုက်ပြီးတော့အချိန်နဲ့လိမ့်လာတဲ့ရေလိုင်းများကြောင့်လေကြောက်ချထားတဲ့မော်တော်ဘုတ်လေးကတော့တညိမ့်ငိမ့်နဲ့ဘဲညာရိမ့်ထိုးနေတာပေါ့အမိုးမှာချိန်ဆထားတဲ့မီးရင်လေးနဲ့လည်းမော်တော်ဘုတ်ရဲ့ဘေးပတ်လေရေပြင်ကိုမြင်တွေ့ရတယ်ထိုခါမှာတော့ရေထဲကနေဖြူဖြူဖွေးဖွေးအရာတစ်ခုကိုလည်းမော်တော်ဘုတ်အနီးမှာမြင်ရတာကြောင့်ကျွန်တော်ကလည်းတန်တော်နဲ့သွားကြည့်တော့လေငါးကြီးတစ်ကောင်ရဲ့ဝမ်းပိုက်သားဖြစ်နေကြောင်းကိုလည်းသိရတာပေါ့မူတန်းလာပါအောင်ကွာမူတန်းဟာဒီဖိုးတွေကတော့ကွာအလက်နဲ့ရှားနေဘာဖြစ်လို့လဲမေးသေးပဲနဲ့ရေချောင်းပြမြေပုံကိုလေးလာကြည့်နေတဲ့မူတန်းကိုလည်းအော်ခေါ်လာကြောင်းနဲ့တပိတောက်တောက်မြည်တွန်ပြီးတော့အနားကိုရောက်လာတာပေါ့ဒီမှာငါးကြီးတစ်ကောင်သိနေတယ်တွေ့လားဟာဒီအားလုံးထားကြဟေ့နတ်သားဒီမော်တော်ဆန်ထိုးကိုပြင်ထားမူတန်းကလည်းကျွန်ုပ်ပြတဲ့ငါးဝမ်းပိုက်ဖြူကြီးကိုမြင်တဲ့အခါမှာစိတ်လှုပ်ရှားရန်ရှိတာပေါ့အားလုံးထားရန်အဟဲပြီးတော့လေလက်ကဝက်ခန့်ရှိတဲ့တနွတ်ငါးပြင်းမင်းတစ်ချောင်းကိုလည်းယူအနောက်ဘက်ကိုလည်းကျိုးချီရန်ပြုတ်ထားတဲ့ကွင်းမှာကျိုးတပင်ထက်ပြီးတော့ချီနှောင်နေလိုက်မော်တော်ပေါ်မှာအိတ်နေတဲ့သူများလည်းမူတန်းရဲ့အော်တန်ကြောင့်လန့်လို့လာပြီးတော့ကျွန်ုပ်တို့အနီးကိုလည်းရောက်လာတာပေါ့ကျွန်ုပ်ကလည်းပက်လက်ပေါ်နေတဲ့ငါးကြီးရဲ့ဝမ်းပိုက်ကိုလက်ညှိုးညွှန်ပြတော့လေအားလုံးကတန်တော်ရှိနေနတန်ကြီးကလည်းမော်တော်ဆက်ကိုနှိုးပြီးရတဲ့ပြိုင်နဲ့မူတန်းကလည်းသူ့လက်ထက်ကတနုတ်ကိုလည်းငါးကြီးရဲ့ဝမ်းပိုက်ရှိတဲ့နေရာကိုလည်းအားကုန်လွှဲပြီးပြစ်လိုက်တော့လေရှစ်တောင်ခန့်ရှိတဲ့တနုတ်ကလည်းတဝက်ခန့်ငါးရဲ့ဝမ်းပိုက်တွင်နဲ့စိုက်ဝင်သွားတာပေါ့အနီအောင်သွေးများကလည်းရေပြင်ပေါ်မှာရေကနေတက်လာသလိုတေပြီးလို့ထင်ရတဲ့ငါးကြီးကလည်းတုံးမုံနဲ့ရေပြင်ကိုအမိနဲ့ရိုက်ပြီးတော့လေရေအောက်ကိုငုပ်ပြေးသွားတနုတ်နဲ့ဆက်ထားတဲ့ကျိုးကလည်းရေထဲကိုရှော့ဆင်းသွားပြီးတော့ကျိုးစားများကလည်းငါးပြေးရတဲ့ရှော့ပါသွားတာပေါ့မူတန်းကလည်းကျိုးစားအပိုင်းကိုလည်းမော်တော်ရဲ့ဘေးတိုင်မှာလှည့်မြန်စွာချီနှောင်လိုက်ပြီးတော့နတန်ကြီးငါဆွဲတဲ့နောက်ကိုတက်မှကင်ပြီးတော့လိုက်တင်လိုက်ဟိငါကလည်းဝမ်းပိုက်ကိုတနွတ်ထီတာကြောင့်လည်းသွေးသွေးတဲ့အချိန်နဲ့ဆွဲပြီးတော့လေနတန်ကြီးကလည်းငါဆွဲပြီးရနောက်ကိုမော်တော်ဘုတ်ကိုစက်ကုံတင်ပြီးလိုက်ရတာပေါ့တနအီခမ်းမြငါဆွဲရနောက်ကိုလိုက်ပြီးတဲ့ခါမှာတော့ငါကလည်းဒဏ်ရာရတဲ့အတွက်အားကုန်မောပန်းပြီးတော့လေပြေးအားလည်းရော့ငါပြေးအားရော့ခြင်းနဲ့တူတူမူတန်းကလည်းမော်တော်ဆက်ကိုရှော့ခိုင်းပြီးနောက်ကလိုက်ခဲ့တာပေါ့နောက်ပိုင်းမှာတော့တနွတ်မှာချီနှောင်ထားတဲ့ကျိုးကလုံးဝရော့သွားပြီးတော့ငါမဆွဲနိုင်တဲ့အချိန်ရောက်မှမော်တော်ကိုဆက်ခောက်ပြီးတော့လေကျိုးကိုတဖြည်းဖြည်းဆွဲတင်အမောင်ကြီးကိုနဲ့တာဝကျွန်တော်တို့ကလည်းမူတန်းကိုဝိုင်းကူပြီးတော့ကျိုးကိုဝိုင်းဆွဲပေးရတာပေါ့မူတန်းကလည်းငါကြီးရေပြင်မော်တဖြည်းဖြည်းပေါ်လာတဲ့အချိန်မှာကျိုးကိုလည်းကျွန်တော်ကိုကင်စေပြီးသူကတော့ငါထိုးတဲ့လှန်တန်တစ်ချောင်းကိုကင်ရေပေါ်ပေါ်နေတဲ့ငါကြီးရဲ့ခေါင်းကိုလည်းထိုးဆိုင်ချလိုက်တယ်ငါကြီးကလည်းအမီးကိုရေမှာတပုံးခတ်ပြီးတော့ရုံးကန်တော့လေအားပြော့သွားခဲ့ပါပြီကဲငါ့ကိုလေပေါ်တင်ဖို့အတွက်ငါရေထဲဆင်းပြီးတော့ကျိုးချီမယ်ဖို့တယ်သတိထားနော်မူတန်းသွေးနန်းနဲ့ငမန်းနေလိုက်ရကြပြီတင်နေရိတ်ခါလေးလည်းရှိသေးတာပဲကွာမဆင်းပါနဲ့စိတ်မပူပါနဲ့ကွာအမြန်ဆုံးလုပ်လိုက်ပါမူတန်းကလည်းကျိုးကြီးတဆောက်ကိုကင်ပြီးတော့ရေထဲခုန်ဆင်းသွားတာပေါ့ပြီးတဲ့နောက်ဒဏ်ရာများနဲ့ရုံးကန်နေတဲ့ငါကြီးရဲ့ဗဟတ်တွင်းထဲကိုကျိုးစားသွင်းပါဇက်ကနေပြန်ထုတ်ပြီးတော့လေချီနှောင်ကျင်းကိုလေခက်ခက်လှုပ်ဆောင်နေတာမူတန်းအမြန်တက်လာကွာငမန်းနေလောင်းနေပြီဟာဆွဲငါ့ကိုလေပေါ်အမြန်ဆွဲတင်ကြကျွန်တော်ကလည်းမူတန်းအတွက်စိတ်မချပြီးတော့လက်နေတံမီတက်လက်နဲ့အဝေးရေပြင်ကိုကြည့်နေရမှာတော့ရေပေါ်မှာပေါ်နေတဲ့စူးတောင်များကိုတွေ့ရပြီးတော့မြန်တဲ့အချိန်နဲ့လည်းကျွန်တော်တို့မော်တော်ဘုတ်ရှိရလာနေတဲ့ငမန်းများကိုတွေ့လိုက်ကျွန်တော်ကလည်းမူတန်းကိုလည်းစိုးရင်တကြီးတတိပေးလိုက်လို့မူတန်းကလည်းငါးတီတလို့ကျိုးချီပြီးသွားတဲ့ခါမှာတော့လေပေါ်အမြန်ဆွဲတင်ရအော်တာပေါ့ကျွန်တော်ကလည်းဗဟတ်မှာချီထားတဲ့ကျိုးကိုဆွဲသူကဆွဲတနုတ်ကျိုးကိုဆွဲသူကဆွဲနေငါးကြီးကိုလည်းမော်တော်ဘုတ်ကိုဆွဲတင်နတန်တီကလည်းရောက်လာပြီးဝင်ကူဆွဲပြီးတယ်လीမော်တော်ဘုတ်ပေါ်ကနေတွဲလောင်းကြနေတဲ့ကျိုးတစားကိုဆွဲပြီးတော့မူတန်းကလည်းကျင်းနေသွားနဲ့မော်တော်ဘုတ်ပေါ်ကိုပြန်တက်ပြီးတော့လည်းငါးကိုကူဆွဲတင်လိုက်ငါးကြီးကုန်းပန်းနာရောက်ချိန်မှာတော့အောက်ကနေငါးဆွဲတင်တဲ့နေရာမှာငမန်းလေးငါးကောင်ရောက်နေရလဲတွေ့ရတာပေါ့ငါးကြီးကလည်း10တောင်ခန့်မြရှည်လျားပြီးတော့အနန်းတော့7တောင်ခန့်ရှိပြီးတော့ပိတ်တာချင်းကတော့80နီးပါးရှိမယ်လို့လည်းခံမှန်းအားလုံးကလည်းခုမှပဲတပြင်းချနိုင်တော့တာပေါ့မူတန်းကလည်းဥချွန်ဓာလေးတက်လက်နဲ့ငါးကြီးရဲ့ဝမ်းဘိတ်ကိုခွဲပြီးတော့ဦးများကိုဆွဲထုတ်နေတာကဲနတန်တီငါးကြီးဦးဟင်းတောက်ဆန်းလေးချက်ဆန်းကွာတောင်းရင်စားရင်နဲ့ငါးဖြက်ရမူတန်းကလည်းသူဆွဲထုတ်တဲ့ငါးဦးခွေးလိုက်ကြီးကိုသူ့တူချက်ပြုတ်ခိုင်းလိုက်တော့လေကျွန်တော်ကလည်းတာဝါကိုလည်းအရက်ဖန်ခွက်ရေများသွားယူခိုင်းရတယ်လက်ဆက်ငါးဦးဟင်းကလည်းဟင်းရီကအလွန်ချိုပြီးတော့ဦးကိုစားရတာအလွန်ရတာရှိတာပေါ့ကျွန်တော်တို့ကလည်းညနေတကောင်ကြီးတောက်ပွဲကြီးကျင်းပနေတာပေါ့မူတန်းတို့တူဝကြီးကလည်းငါ့ကိုကျင်းနေစွာနဲ့ခုတ်ဖြက်ကျွန်တော်ကူညီမယ်လို့ပြောတာကိုအေးဆေးထိုင်နေရန်သာပြောတာပေါ့မူတန်းငါမရှင်းတာတခုမေးရမယ်ငါတွေ့တော့ငါကြီးကသေးနေတာပါမင်းတနုတ်နဲ့ထိုးလိုက်မှမသေးသေးမှန်းသိရဘလို့ဖြစ်တာလဲဒီလိုကဖို့တည်းရဲ့ဒီလိုငါမျိုးတန်ငါသေးတွေအခေါ်ကတော့မီးမိုက်တယ်လို့ခေါ်ကြတယ်ဘလို့ကြီးတော့ကွာမီးမိုက်ရပြန်နေလို့
မင်းနားလဲအောင်ရှင်းပြရင်လည်းဘဲတတဝါမဆိုအိတ်ချိန်တိုင်အိတ်ကြတယ်ကွာတချို့ရေထဲကငါးတွေကလည်းမအိတ်ကြဘူးထင်ကြတယ်အဲ့ဒါမှားတယ်အခုငါးကြီးကလည်းအိတ်ပြီးတော့အိမ်မက်မက်ပြီးမျောနေတာကွာအဲ့ဒါကိုတငါအခေါ်တော့မီးမိုက်လို့လည်းခေါ်ကြကာယုံနဲ့ဒေသမှာနေတဲ့ရေလုံသားတွေဆိုရင်လည်းဒီလိုမီးမိုက်နေတဲ့ငါးမျိုးမကြခဏရတတ်တယ်ဟာမင်းတို့ပင်လယ်ကြောင်းတွေကလည်းရှုပ်ပါတယ်မူတန်းရေတောချောက်တောမောက်ပြီးသားကောင်ကိုလူထင်လူကိုသားကောင်ထင်တာတောတောင်တဘာဝတရားလောက်တော့လေမရှုပ်ပါဘူးကွာတော်မူတန်းလို့ပင်လယ်ပြောမော်လုံးမော်ကင်းစလုံးတယောက်တက်ကတော့လေရိုးမတော်တင်းနေတဲ့အကြောင်းအရာတွေကရှုပ်ထွေးတယ်လို့ကျွန်တော်တို့ကုန်းမို့စိုးတက်ကလည်းပင်လယ်ကလည်းအပြောကျဲပြီးတော့မာယာများလုံးလာတာပေါ့မူတန်းတို့တူဝကြီးကလည်းငါးကြီးကိုလည်းအသားလှီးယူပြီးတော့စားနေထားကြတယ်အယိုးများကိုတော့ပင်လယ်ထဲပြစ်ချလိုက်တာပေါ့အားလုံးကလည်းမအိတ်တော့မဲ့တူတူမော်တော်ကိုဆက်နှုတ်ပြီးခီးဆက်ခဲ့ကြပြန်တယ်ကျွန်တော်တို့လူစုကလည်းငါးကြီးဥဟင်းနဲ့တောက်စားပြီးတော့စကားဝိုင်းဖွဲ့တာပေါ့ကျွန်တော်တို့ပင်လယ်တွင်းထဲမှာခရီးနှင်နေရတာလည်းတပတ်ခန့်လည်းရှိပြီဖြစ်ပါတယ်မနက်မိုးလင်းနာနဲ့တစ်ဖွဲလုံးကလည်းအရဲမတောက်နိုင်ဆုံးကျွန်တော်ကတော့မူးရလာတာကြောင့်လည်းအရဲဝမ်းကနေထစကန်းအပေါ်တက်ပြီးတော့အိတ်ဆက်လိုက်တော့တာပေါ့ဖိုးတယ်ထပလင်းနဲ့ကျုံကိုတွေ့ရပြီဘလောက်ကြောင်အိတ်ပြောသွားတယ်မသိမူတန်းခက်ကြမ်းကြမ်းလှုပ်နေတော့မှကျွန်တော်ကလည်းအိတ်ရနိုးခဲ့တာပေါ့ကျွန်တော်ကလည်းအိမ်မောင်ဆောင်မနဲ့ထားလိုက်တဲ့ခါမှာနေကင်းပိုင်းအချိန်ရောက်နေကြောင်းလည်းသိရအားလုံးကလည်းလှေဦးပေါ်ကိုစူးယုံပြီးတော့အဝေးကိုလှမ်းမြော်ကြည့်တာကိုတွေ့ရတာကြောင့်ကျွန်တော်ကလည်းလှေဦးကိုဆင်းသူတို့ကြည့်တဲ့နေရာကိုလှမ်းကြည့်တော့လေမှုံမိုင်းပြီးတော့ညိုဆိုင်နေတဲ့ကျုံကြီးကိုလည်းတွေ့ရတာပေါ့ကျုံကလည်းအတော်ကြီးမားတဲ့ကျုံကြီးကိုကြည့်ရသေးရလေမကောင်းဆိုးဝါးတကောင်စောက်ကြောင်ထိုင်နေတဲ့အသွင်မျိုးရှိနေတာပေါ့ကျွန်တော်တို့မော်တော်ဘုတ်ကလည်းကျုံအနီးနားကိုတိုးကပ်သွားရမှာတော့ကြောက်ဆောင်ကြောက်တန်းများထူထပ်တာကြောင့်လေကမ်းခြေထီလည်းကတ်မရဘူးကျုံအနီးပတ်ပြီးတော့လေမော်တော်ကိုမောင်းကြည့်ရမှာတော့ကျုံတင်းပိုင်းကိုစီးဝင်နေတဲ့ချောင်းလက်တက်တစ်ခုကိုတွေ့တာကြောင့်ထိုချောင်းလက်တက်တွင်ထဲကိုမောင်းဝင်မော်တော်ကိုလည်းဆက်ရလိုက်တာပေါ့ကဲတို့လူစုကတော့အန်ရရဲ့နယ်မြေကိုခြေလန်းစတင်ဝင်ရောက်လာပြီဖြစ်တယ်အဲ့ဒီတော့အဖွဲ့အစည်းနဲ့လှုပ်လှုပ်ကြရလိမ့်မယ်ကိုယ်သဘောဆန္ဒနဲ့ကိုရှောက်မလို့ဖို့လည်းမေတ္တာရက်ခံခြင်းပါတယ်ကျွန်တော်ပြောလိုက်တဲ့စကားကိုလည်းအားလုံးကလက်ခံအတည်ပြုတာပေါ့ကျွန်တော်ကလည်းမကြခင်တိုက်ပွဲဝင်ရတော့မှအရေးမလို့လက်ဆွဲတော်ရိုင်းဖယ်ကိုလည်းတိုက်ချွတ်နေရတာပေါ့ဖိုးတယ်ငါတို့ဘယ်ချိန်စပြီးတော့လှုပ်ရှားကြမှာလဲဘယ်လိုလုပ်ကြမလဲဒီနေ့တညတော့ဒီမှာပဲခိုအောင်ပြီးတော့မနှက်ဖန်ကြရင်တော့ကျုံးပေါ်တက်ကြမယ်မူတယ်နေ့ကာလကြာပြီဆိုတော့လေရုပ်ထုရှိရသွားဖို့ညွန်ပြခဲ့တဲ့အမှတ်သားတွေကပြတ်သွားတော့ပြီမပြတ်စည်းနိုင်တဲ့ကြောက်ဆောင်တွေလောက်ပဲကျန်တော့မှာတစ်ပင်ကအမှတ်သားတွေကတော့အသားတန်နေလောက်ရောပေါ့ဒါနဲ့လူရိုင်းနေတဲ့တွင်ဘယ်လိုလုပ်ကြမလဲဖိုးတယ်လက်နဲ့ရှိတာဆိုလို့မင်းတယောက်ပဲရှိတာတခြားသူတွေကဘာလက်နဲ့မှမရှိဘူးအတတ်နိုင်ဆုံးတော့ရှောင်တင်းရမှာပေါ့ကွာတကယ်အရေးကြောင်းဆိုရင်လည်းပြေးတင်တန်ပြေးရမှာပေါ့ကျွန်တော်ကလည်းမူတန်းဖွဲ့သားများအတွက်စိုးရိမ်နေခြင်းကိုလည်းနှစ်သိမ့်စကားပြောရတာပေါ့တာဝကလည်းသူ့ရဲ့ပေါက်သားလေးများကိုဓာသွေးကြောက်ပေါ်တင်ပြီးမိနေအောင်တွေးနေတာငါညီတို့ညီကိုလက်နဲ့တီပါလာတာပဲဟုတ်တယ်ကိုကြီးအရေးကြုံရင်သုံးလို့ရအောင်လို့ရိုးရီးယားနယ်ဇက်ကမိတ်ဆွေတွေစီကမှားထားတာရန်ကုန်အထိအိမ်ရောက်ဆိုတော့လေဈေးကတော့တော်တော်မြောက်သွားတယ်ဗျဟာပြစ်ဖူးကြပြီလားကြီးထန်နီးပြစ်ပုံပြင်နီးတွေကိုတော့တက်တယ်လူစီကတင်ထားပါတယ်အမောင်ကြီးကလည်း6လုံးပြူတယောက်တက်လက်စီထုတ်ပြီးတော့ကြည်စံဘူးတဲ့ကြည်စံများထည့်တာကြောင့်ကျွန်တော်ကလည်းမေးလိုက်ရတာပေါ့နတန်တီကလည်းတရေပတ်ကြီးနှစ်ခုရဲ့အလဲမှာဝက်ဆထက်ကတ်ထားပြီးတော့ပစ္စည်းတစ်ခုကိုထုတ်လိုက်တော့လေလောက်စလုံးအရွယ်တန်လုံးလေးများထုတ်နေနတန်တီဒါကဘာအတွက်များလဲကွာဒါကတော့ကျွန်တော်တို့မှတ်ပြတဲ့ရိုးရလက်နဲ့လေးဗျာလူမသေးပေမဲ့ထိရင်တော့မသက်တာကိုကိုကြီးဖို့တည်ဟာလုံစမ်းပါအောင်ကွာမင်းလက်နဲ့အစွမ်းနဲ့ကြည့်အောင်နတန်တီကလည်းဘေဘီဝဲရောက်ကြည့်လိုက်တာပေါ့ကျွန်တော်တို့ရောက်နေတဲ့ချောင်းလက်တက်မော်တော်ဥပိုင်းရှိခလန်းလန်းမှာတော့ချောင်းကိုလည်းထိုးနေတဲ့တစ်ကိုင်းပေါ်မှာပိန်ငင်းငတ်တကောင်ကလည်းနားနေတာတွေ့တဲ့ခါမှာတော့မော်တော်ဥပိုင်းနာကိုသွားတေးဘက်ကျိုးနှစ်ပင်ကိုအဖျားကနေလက်တစ်ဖက်နဲ့စုကိုင်းအလဲကနေအဝတ်ဆောက်လည်းတန်ကဲလုံးထည့်တင်ပြီးတော့လေလက်ကိုလည်းဘေးတစ်ချမ်းဆောင်စောက်ဝိုင်းလိုဝှေ့ရမ်းပြီးတော့နတန်တီကလည်းမျက်လုံးများလည်းပိန်ငင်းငတ်ကိုစူးစိုက်စွာကြည့်နေတဲ့လက်ကိုရှေ့ကိုစက်ခနဲ့တန်းပြီးရက်တန်လိုက်တယ်ဟာကောင်းလိုက်တဲ့ပြစ်ချက်ကွာကျွန်တော်ကလည်းနတန်တီရဲ့ကျိုးလွှဲပြစ်ချက်ကိုလည်းတန်တော်နဲ့ချီးကျူးလိုက်မိတာပေါ့နတန်တီကျိုးကနေထွက်သွားတဲ့တန်တော်ကလည်းတစ်ကိုင်းပေါ်နားနေတဲ့ပိန်ငင်းငတ်ရဲ့ရင်ဘက်ကိုကွက်တီမှန်ပိန်ငင်းငတ်ကလည်းအယုတ်ကျိုးပြက်ရေထဲကိုပြုတ်ကျသွားခြင်းကြောင့်လေနတန်တီကလည်းကျိုးလွှဲပြစ်တဲ့ပညာကိုလည်းချီးကျူးလိုက်မိတာပေါ့ကဲအားလုံးကတော့လက်နဲ့ကိုယ်စီနဲ့ဟုတ်နေကြပြီမူတန်းမင်းရရောမင်းတို့လက်နဲ့တွေပြလာပြီဆိုတော့လေငါလက်နဲ့ကိုလည်းပြရသေးတာပေါ့မူတန်းကလည်းစက်ခန်းတွင်းထဲကနေအရှိ9တောင်ခန့်ဒုတ်ချောင်းအသေးလေးတစ်ချောင်းကိုလည်းယူလာတာပေါ့ကျွန်တော်ကလည်းမူတန်းလှမ်းပေးလာတဲ့တစ်သားချောင်းကိုလည်းနားမလည်နိုင်စွာယူကြည့်ပေါ်ပါပြီးတော့ဖြောက်တန်းတဲ့တစ်တမျိုးဖြစ်ပြီးတော့အလဲမှာလဲအပေါက်မကြီးမငယ်ရလဲအပေါက်ကအစဆုံးထုတ်ချင်းပေါက်ဖောက်ထားတာပေါ့ဒါမဟုတ်မှလွယ်ရောမှုတ်ပြောင်းမလားမူတန်းဟုတ်တယ်ဖို့ဒီဒါမှုတ်ပြောင်းမယ်ပင်လယ်ကျုံးမှာပေါက်တဲ့တစ်ပင်တစ်မျိုးကိုခုတ်ပြီးတော့အရိပ်မှာအချောက်ခံပြီးရင်လည်းအပေါက်ဖောက်ထားတာတစ်ကဖြောက်နေပေါ့တယ်လေးလုံးနဲ့ငါတို့လူမျိုးတွေမှုတ်ပြောင်းဖြစ်သုံးပြတာပေါ့ကျွန်တော်တို့ဘက်နဲ့တော့ကွာတယ်ဗျကျွန်တော်တို့ဘက်ကဝါအသေးကိုမီးနဲ့ဖြောင်းပြီးတော့မှုတ်ပြောင်းဖြစ်သုံးပြမူတန်းကလည်းမှုတ်ပြောင်းကိုယူပြီးတော့ငှက်တောင်မွေးတက်ထားတဲ့စူးတစ်ချောင်းကိုမှုတ်ပြောင်းတွင်းနဲ့ထက်အဲ့ဒီနောက်သူပြည့်ရမယ့်ပြစ်မှတ်ကိုလိုက်ရှာတာပေါ့ငပင်ကန်းလို့ပင်လယ်သားများခေါ်တဲ့လက်တဝါရွယ်ရှိတဲ့ငါးများစုကလည်းအုပ်စုဖွဲ့နေထိုင်ပြီးတော့ခါကျင်ကောင်များကိုလည်းအလွန်ကြိုက်နေတတ်တဲ့ငါးတွေကျုံများနီကိုကပ်ပြီးတော့လည်းကြောင်ကြောင်ကြားကိုဝင်ချောင်းဘက်ကိုထိုးနေတဲ့တေကိုင်းများပေါ်ကခါကျင်တွေ့ရင်လည်းရေပြင်နီးကနေပေါ်တက်ပြီးပါဇက်ကနေရေပလုံစီလေးနဲ့ခါကျင်ကိုထုတ်ပြီးတော့လည်းဝိုင်းပြီးပြစ်ချတတ်တယ်ခါကျင်ကပြုတ်ကျလာတဲ့ခါကျင်များကိုလည်းဖမ်းယူစားတော့တတ်တာပေါ့ပင်လယ်ကန်ငါးကလည်းရေပြေလုံးအားကိုလည်း10တောင်ခန့်မြင့်ထိရောက်ကြောင်းကိုလည်းမူတန်းရှင်းပြတာကြောင့်ကျွန်ုပ်ကလည်းအံ့ဩဖြစ်နေမိတော်တွင်ထဲမှာထူးဆန်းမှုသာရှိသည်မဟုတ်ရေမှာလည်းထူးဆန်းတဲ့အကြောင်းအရာတွေရှိတာပေါ့မူတန်းကလည်းမော်တော်ကုန်းဘက်ပေါ်ကနေရေထဲကိုငုတ်ကြည့်ဟုတ်တယ်ဟိုကောင်တွေတွေ့လားငါအဲ့ဒီငါ့ကိုထိအောင်ပြစ်ပြမယ်ကြည့်တာငပင်ကန်းအုပ်ကလည်းရေပြင်မှာရှိနေရပါတော့မူတန်းကလည်းငါးတကောင်ကိုလည်းကျွန်ုပ်လက်ညှိုးညွှန်ပြပြီးတော့လေမှုတ်ပြောင်းတဲ့ချိန်ပြီးပြစ်ချတာပေါ့မုတ်စုကလည်းမူတန်းပြတဲ့ငပင်ကန်းကိုလည်းထိမှန်ပြီးတော့အရှိန်တိုးနဲ့ရေအောက်ကိုငုတ်ပြေးအခလန်းလန်းရေပြင်ပေါ်မှာပြန်တက်လာပြီးတော့လေသေနေတာလည်းတွေ့ရတာပေါ့အဲ့ဒါစိတ်မပါဘူးဖို့ဒီကျွန်းသားလူရိုင်းတွေကလေးများတွေအပြင်မှုတ်ပြောင်းနေသုံးတတ်ကြတယ်သူတို့မှုတ်ပြောင်းနေမှာအစိတ်တုတ်ထားတယ်ပြောတယ်ကွာအချိန်မီဖြည့်စည်းမရရင်တော့သေဖို့ပဲရှိ
ဒီမုတ်ပြောင်းတွေကရှင်ရှိသလိုစူးကိုအဝေးကြီးအောင်ပြစ်နေတာပဲနော်မင်းလည်းမုတ်ပြောင်းသုံးလက်သားပဲကွာငါတို့ကငယ်လေးကလေးလေ့ကျင့်ထားတာဟုတ်ကွာအလေးကျင့်ကနေတစင်းအလေးအထဖြစ်လာခဲ့မင်းဆန်းပြီးတော့မှုတ်ကြည့်အောင်တော့ပါပြီကွာမုတ်ပြောင်းတွေကစူးကအပြင်မထွက်ပဲလေကုန်းထွက်လာပါဦးကျွန်တော်စကားကိုလည်းမူတန်းနဲ့သဘောကျပြီးရီမောနေတာပေါ့မုတ်ပြောင်းကိုလည်းမှုတ်စူးထွက်ရန်လေအားပြင်းပြင်းနဲ့ပါဇက်မှာစုမှုတ်ရသည်ကလည်းအပြောလွယ်တယ်လို့အလောက်ခတ်တယ်အလေးကျင့်မရှိရင်လည်းမဖြစ်နိုင်တဲ့ကိစ္စမျိုးလေနောက်တစ်နေ့မှတော့စောစောထားပြီးတော့ရုပ်ထူကြီးရှိရာကျွန်းတွင်မိုက်ဝင်မဲ့ဖြစ်တာကြောင့်အားလုံးကလည်းရင်ခုန်စိတ်လိုရှားပွဲဖြစ်နေကြညနေဆောင်အရက်ဝိုင်းဖွဲ့ချိန်မှာတော့ကျွန်တော်ကလည်းဝင်မတော့လို့ရန်သူပိုင်တဲ့တွင်ထဲကိုစတင်ဝင်ရောက်နေပြီဖြစ်တာကြောင့်တခြားသူများကိုလည်းရှော့တော့ရန်သတိပေးရတာပေါ့အားလုံးကလည်းစားကောင်းတောက်ကောင်းတစ်ခွက်တစ်ဖလားသာတောက်ကြပြီးတော့အရက်ဝိုင်းသိမ်းလိုက်ကျွန်တော်ကလည်းအစောပိုင်းအိပ်ပြောင်းအိပ်ပြီးတော့ညနေရင်တခြားသူများအိပ်ချိန်မှာအိပ်ရာထမော်တော်ဥပိုင်းမှာထိုင်ပြီးတော့ရောက်တဲ့ရလည်းတွေးနေတာပေါ့ကျွန်တော်မိဘနေချင်းကလည်းရန်သူနေမိမလို့မိဖဲကင်းဆောင်နေခြင်းဖြစ်ပါတယ်ထိုချိန်မှာတော့မော်တော်ဥပိုင်းစီကနေပြီးတော့ရေကိုဖြက်ကူးလာတဲ့အတန်ကိုလည်းကြားလိုက်ရတာပေါ့ကျွန်တော်ကလည်းလက်နေတံမျိုးကိုကင်ပြီးတော့ထိုင်နေရနေလှုပ်ရှားတယ်မထွက်စီရင်အသာထရက်လိုက်ရေရက်တန်တဲ့ကလည်းဆက်လက်ထွက်ပေါ်နေသေးပဲလေအခုလှုပ်ရှားသည်ကတော့လူတယောက်ရေကူးရာကနေထွက်ပေါ်လာတဲ့အတန်ဖြစ်ကြောင်းကိုလည်းကျွန်တော်သိတာကြောင့်ရင်တစ်ထိတ်ထိတ်နဲ့ဖြစ်နေပြီကျွန်တော်တို့မော်တော်ဘုံနီနာကိုချင်းခဲ့လာသူကလည်းကျွန်းသားလူရိုင်းများဖြစ်နေမလားလို့လည်းစိတ်ထဲမှာထင်မိတာပေါ့ကျွန်တော်ကလည်းရေတန်ကြားရရေထဲကိုလက်နေတံမိနဲ့ဆက်ခနဲ့ထိုးကြည့်လိုက်တော့မြင်ရတဲ့မြင်ကွင်းကိုလည်းမယုံကြည်နိုင်တော့ဖြစ်သွားတယ်အကြောင်းကလည်းရေပြင်ပေါ်မှာမိမငယ်တယောက်ရဲ့ခေါင်းတစ်ပိုင်းပေါ်နေတာတွေ့ရပြီးတော့ကျွန်တော်လက်နေတံမိနဲ့ထိုးကြည့်ရမှာတော့မီးအောင်ရှိရမှာခဏတော့ပြန်မော့ကြည့်ရေအောက်ကိုလည်းငုတ်ချိုးပြောက်ကွယ်သွားတာပေါ့ကျွန်တော်ကလည်းအန်အော်တကြီးနဲ့ရေပြင်ကိုလက်နေတံမိနဲ့ထိုးမိန်းကလေးပြန်ပေါ်လာမလားလို့လိုက်ကြည့်တော့လေမိန်းကလေးကလည်းပြန်ပေါ်မလာတော့ကျွန်တော်ကတော့တရေ6လန့်ခံရခြင်းလားမျက်စိအမြင်မှားခြင်းလားလို့လည်းပြန်တွေးနေမိတာပေါ့ညနေတကောင်အချိန်မှာတော့မိန်းကလေးတယောက်ရေထဲမှာတွေ့ရသေးရလေတရေ6ခံခြင်းသာဖြစ်မယ်လို့လည်းတွေးမိဖိုးတည်းရဲ့လက်နေတံမိကင်ပြီးတော့အိပ်ပြောနေရလားကွနောက်ကနေမူရန်အတန်ကြားမှာပဲငိုင်နေတဲ့ကျွန်တော်ကလည်းသတိပြန်ဝင်လာခဲ့တာပေါ့မူရန်ခုထိမအိပ်သေးဘူးလားအေးလူကြီးဖြစ်လာပြီဆိုတော့ကြက်အိတ်ကျန်လို့ပါပဲကွာမင်းကမအိပ်ဖဲနဲ့ကင်းဆောင်နေရမလားအိတ်ချင်တော့အိတ်လေငါတလဲစောင့်နေလိုက်အေးမင်းတို့တောက်စားနေတဲ့အချိန်စောပိုင်းတော့ငါလည်းအိတ်ထားတော့မအိတ်လည်းရပါပြီဒါနဲ့ကျွန်တော်စောနာရေထဲမှာမိန်းကလေးတယောက်တွေ့လိုက်တယ်မူရန်ရေထဲငုတ်သွားတာပြန်ပေါ်မလာတော့အာမင်းမျက်စိအမြင်မှားတာနေမှာပါဖို့တရားဩအမြင်မမှားတာတော့ကျင်းသေးတယ်မူရန်ဒါဆိုရင်တော့မင်းတွေ့လိုက်တာရေသူမများဖြစ်နေမလားဟင်ရေသူမဟုတ်လားအဖြစ်နိုင်မှာမလားကွာရေသူမဆိုတာဒဏ္ဍာရီယုံနှန်းစကားလိုပဲအဆိုရှိကြတယ်ဒီလိုရှိတဲ့ဖို့တွေပင်လယ်မှာလည်းပင်လယ်နဲ့ပတ်သက်ပြီးတော့လူတွေမတော်တဆရှာတွေ့ပြီးနောက်တစ်ချိန်ပြန်ရှာလို့မတွေ့နိုင်တဲ့ကျုံးပြောက်ကြီးတို့ရေသူမနဲ့ပတ်သက်တဲ့ဇာတ်လမ်းမျိုးစုံရှိဒါတွေကလည်းမဖြစ်နိုင်ဘူးလို့ညင်းရခတ်တယ်လို့ဟုတ်ပါတယ်လို့လည်းတက်သေးထောက်ထားလိုက်ခိုင်ခိုင်လုံလုံချပြလို့မရပြန်ဘူးကွာမင်းပြောသလိုဆိုရင်ကျွန်ုပ်တွေ့လိုက်တာလည်းရေတရေနောက်တစ်ခုကရေသူမလို့ကောက်ချက်ချရတော့မှာပေါ့ကျွန်ုပ်ကလည်းအိယာအနေထားလာတဲ့မူရန်နဲ့စကားတွေပြောပြီးဆွေးနွေးနေကြတာပေါ့မနေ့၄နာရီခန့်မှာတော့တာဝါနိုးလာတာတွေ့ပြီးတော့ကင်းဆောင်ခိုင်းပြီးတော့လည်းကျွန်ုပ်အိယာဝင်ခဲ့ကျွန်တော်နိုးလာချိန်မှာတော့မနေ့6နာရီခန့်ရှိနေပြီတာဝါနဲ့နတန်တီကလည်းထမင်းဟင်းနေချက်ပြုံနေတာတွေ့ရတယ်ကျွန်တော်ကလည်းမျက်နှာတည့်သွားတိုက်ခြင်းအမှုကိုပြုလုပ်ပြီးတဲ့အခါမှာတော့ထမင်းဟင်းနေကြက်နေပြီဖြစ်ပြီးခုခတ်နေပြီနေ့လေသာစားရမသိကြတာကြောင့်လည်းမနေ့ပိုင်းထမင်းကိုတိတ်မစားခြင်းတော့လေအစာကန်ရှိစီရင်ဖိစားတော့တာပေါ့စားတော့ပြီးခဏတစ်ဖြုတ်အနားယူကြပြီးတော့လေတောတက်မဲ့ဝစ်စုံများလဲလဲဝစ်စင်ကန်းဆက်ကိုလည်းမော်တော်ဘောကနေကုန်းမောင်ပြင်ကိုလည်းထိုးပြီးတော့လေကျွန်းမော်ကိုစတင်တက်ခဲ့တာပေါ့လမ်းညွန်မြေပုံမှတ်သားများထားခဲ့တဲ့တစ်ပင်များကလည်းနှစ်ကာလကြာလာကြောင်းလေအသားပြန်တက်ပြီးတော့ပျောက်ကုန်ကြရလဲဖြစ်တာကြောင့်ကျွန်းမော်တက်ရမှာတော့စန္ဒဝဝရှိနေတယ်ကျွန်းမော်မှာပေါက်တဲ့တစ်ပင်များကလည်းကျွန်တော်တို့ရုံးမှာပေါက်တဲ့တစ်ပင်များနဲ့မတူပဲကွဲပြားတာပေါ့ညောင်ညိုအုံများတေတော်တွင်နဲ့တွေ့ရသလိုငှက်အကြီးသေးမျိုးစုံလည်းတွေ့ရတယ်ပင်လယ်ကမ်းရိုးနဲ့ဒေသများမှာကျက်စားလေးရှိတဲ့ဂျင်းနဲ့ဆင်တူတဲ့ဂျင်းနီးပါးရှိတဲ့တရေများကိုလည်းတွေ့ရပြန်တာပေါ့ကျွန်တော်ကလည်းတရေသားမစားဘူး၍ပြစ်ခတ်ခြင်းစိတ်တွေဖြစ်ပေါ်နေတယ်အရေးကြီးကိစ္စနဲ့လာတာကြောင့်သာပြစ်ခတ်ခြင်းစိတ်ကိုထိန်းချုပ်ရတာပေါ့မြေပုံညုံပြရအနောက်ရက်ကိုလည်းစန္ဒဝါဝါနဲ့ရှောက်လာခဲ့ပြီးတဲ့ချိန်မှာတော့ကျွန်တော်တို့ကလည်းတစ်တောအုပ်ကိုလွန်မြောက်ပြီးတော့ကြောက်တုံးကြောက်ဆောင်ကြီးထူထပ်တဲ့နေရာကိုရောက်လာခဲ့ထိုနေရာမှာတော့ဖပြုတ်ပုံကြောက်တုံးကြီးရှိတယ်လို့မြေပုံစာအုပ်မှာဖော်ပြထားတာကြောင့်လိုက်ရှာကြည့်တော့လည်းဖပြုတ်ပုံကြောက်တုံးကြီးကိုတွေ့ရပြီးတော့ဖပြုတ်ကောင်းကြောက်တုံးခေါင်းလှည့်ရအတောင်ရက်ကိုလည်းသွားရမှာကြောင့်ဆက်လက်ထွက်ပေါ်လာခဲ့တာပေါ့ကျွန်တော်တို့လူစုကလည်းနေရလည်းမြင်လာတာမျိုးခဏတစ်ဖြုတ်အရိတ်ကိုနားကြပြီးတော့ခရီးဆက်ခဲ့ကြပြန်တယ်ခရီးတန်ကြသွားပြီးတဲ့အခါမှာတော့နောက်ထပ်အရွက်များနီနေတဲ့တစ်တောအုပ်တစ်ခုကိုလည်းထပ်ဝင်ရတာပေါ့ကျွန်တော်ကလည်းတစ်တောအုပ်ထဲကိုစောက်ဝင်ကြရပင်စိတ်တွင်းထဲမှာမတိုးမတန့်ခံစားပြီးတော့ဘေးဘဝင်းချင်းကိုလည်းမမိတ်မတုံစိုက်ကြည့်ပြီးရှေ့ကိုရှောက်လာခဲ့ကျွန်တော်ရှေ့မှာတော့မဲနဲ့နေတဲ့တစ်တုံးကြီးတစ်တုံးကိုတွေ့ရတာကြောင့်တစ်တုံးကြီးကိုနင်းဖြတ်ရန်အတွက်ခြေတစ်ဖက်လမ်းတရားမှာတစ်တုံးကြီးကလည်းရွေ့ရှားသွားတာကြောင့်လည်းကိုနေဟန်ပြတ်သွားတယ်အဖိုးတွေနောက်ဆုံးကျွန်တော်နောက်ကနေလိုက်ပါလာတဲ့မူရန်ကလည်းစိုးရိမ်နေကြီးနဲ့တတိပေးတန်နဲ့အတူတူကျွန်တော်လက်ကိုကိုင်အနောက်ကိုစောင့်ဆွဲလိုက်တော့လေကျွန်တော်ကလည်းနောက်ကိုရိုင်နေသွားတာပေါ့ကျွန်တော်ရိုင်နေသွားတာလည်းကံကောင်းတယ်လို့ဆိုရမယ်အကြောင်းကလည်းကျွန်တော်တက်နေမိတဲ့အရာလည်းတစ်တုံးကြီးတစ်တုံးမဟုတ်ဘဲနဲ့မီးချောင်းကြီးတစ်ကောင်ဖြစ်နေအမီးနဲ့လွဲရလဲမှာတော့လက်ကောက်ဝိတ်ခန့်ရှိတဲ့တစ်ပင်ငယ်တစ်ပင်ကိုပင်အမီးနဲ့ရိုက်မိပြီးထပ်ပိုင်းကျိုးသွားတာပေါ့ကျွန်တော်ကလည်းမူရန်သာအချိန်မီမဆွဲရင်တော့အမီးရိုက်ချက်ထိပြီးတော့မသေးတော့လဲဒဏ်ရာအနာတရဖြစ်သွားနိုင်မီးချောင်းကလည်းလူအုပ်စုကိုတွေ့တော့လဲကြောက်လန့်ဟန်နဲ့မပြပါဇက်ကြီးကိုစမ်းကုန်ဟပြီးတော့ရှေ့ကိုတက်လာတာပေါ့ကျွန်တော်ကလည်းမြေပြင်ပေါ်ကနေလူလဲထားလိုက်တယ်ထိုချိန်မှာတော့တစ်တောအုပ်ရဲ့အောက်ခြေအရက်လေးမျက်နှာဘက်ကနေရွက်ချောင်များနင်းဖြတ်ပြီးတော့ကျွန်တော်တို့လူစုပြေးလွှားတယ်များကိုလည်းကြားရတာပေါ့အားလုံးသတိထားကြဟိငါတို့မီးချောင်းတိုက်ထဲရောက်နေပြီအရက်လေးမျက်နှာကနေကျွန်တော်တို့ထံပြေးလွှားလာသည်ကတော့တခြားမဟုတ်မင်းနဲ့နေတဲ့မီးချောင်းကြီးများဖြစ်နေပြီးတော့မြောင်များလာတဲ့မီးချောင်းများကလည်းအရက်လေးမျက်နှာကနေစောက်ဝိုင်းပုံစံပတ်အဝေးကနေပြေးလာပြီးတော့ကျွန်တော်တို့လူစုနဲ့15,000ခန့်အကွာမှာလည်းအရှင်ရှော့ရက်ပြီးတော့တဖြည်းဖြည်းတွားသွားလာကြမူရန်ရဲ့စိုးရင်ကြီးနဲ့လှမ်းပြောတဲ့ကြောင့်လည်းကျွန်တော်တို့လူစုကတော့ကြောချင်းကအနေထားရှိတာပေါ့အမောင်ကြီးကလည်းတေးရရှင်ကြီးအခုမှပဲကြုံဘူးတာကြောင့်လည်းမျက်နှာလေးတွေဇီးရွက်ခတ်မြတာရှိပြီးတော့တုံရင်နေမိကျွန်တော်ကလည်းကျွန်းပေါ်မှာတနက်သုံးမယ်ဆိုရင်လည်းကျွန်တော်ရောက်နေကြောင်းလူရိုင်းများကိုကျင်းညာမောင်းခတ်တယ်လို့ဖြစ်မှာဆို၍အတက်နိုင်ဆုံးတနက်မသုံးရဆုံးဖြတ်တော့လေအရေးကိုပြီးရှိတယ်လာတဲ့မီးချောင်းတစ်ကောင်ရဲ့ခေါင်းကိုချိန်ရွယ်ပြီးပြစ်လိုက်တာပေါ့
မိကြောင့်လည်းနာကျင်စွာနဲ့အမိတပြန်အောင်ရိုက်ပြီးတော့လူးလွန်နေအမောင်ကြီးကိုနှစ်ယောက်ထမ်းအနေနဲ့တနက်ပြစ်ကန်နေရလဲဇက်တိုက်ကြားရတာပေါ့တို့ရမှာတော့အခုမှပြစ်ဖူးချင်းဖြစ်တယ်လို့ကြောက်လန့်ကြနဲ့ပြစ်တာကြောင့်ကြည်စံများကလည်းထိမှန်ဟန်မတူမူရန်လည်းသူ့ရဲ့ဘေးလွှဲအတွင်းထဲကအထုပ်တစ်ထုပ်ကိုထုတ်ယူအတွင်းကိုနှိုက်ပြီးတော့ဘေးကိုပတ်ချက်လဲကိုလည်းကျဲပတ်လိုက်တော့လေအရှိကိုတိုးလာတဲ့မိကြောင့်တွေကလည်းနောက်ဆုတ်ကုန်ကြကျွန်တော်ရဲ့နှာခေါင်းထဲမှာလည်းစနွင်းနံတွေကိုလည်းမှုန့်ထူစွာရတာပေါ့မူရန်ကျဲပတ်လိုက်တဲ့ຢာတွေကတော့စနွင်းမှုန့်များတာဖြစ်မူရန်ကလည်းစနွင်းမှုန့်များနဲ့ပတ်ပြီးတော့ရှေ့ကိုသွားရမှာတော့မိကြောင့်များကလည်းရှေ့တိုးမလာဝင်ဘူးကျွန်တော်တို့လူစုကလည်းမူရန်နောက်ကနေလိုက်ခဲ့တာပေါ့မိကြောင့်များကလည်းစနွင်းမှုန့်များတွေ့တာနဲ့လွတ်ရအောင်ရှောင်ပြေးကုန်ကြကျွန်တော်တို့လူစုကတော့ကံကောင်းထောက်မှစွာနဲ့မိကြောင့်တိုက်ကနေလွတ်မြောက်ခဲ့တာပေါ့ကျွန်တော်တို့လူစုကလည်းမိကြောင့်တွေ့ရနေရမှာအတော်ဝေးကိုရောက်တဲ့ခါမှာတော့တစ်ပင်တစ်ပင်အောက်မှာအားလုံးကလည်းခြေပြက်လက်ပြက်ထိုင်ချလိုက်တယ်မိကြောင့်စနွင်းကြောက်တာပြောတယ်တော့ကြားဘူးတယ်အခုတော့တကယ်ကြောက်တဲ့ပြင်စနွင်းကလည်းငါတို့ရဲ့အသက်သခင်ကျေးဇူးရှင်ဖြစ်သွားပါရောလားမူရန်ကြီးအေးဖို့တည်းမိကြောင့်ကလည်းစနွင်းနဲ့ဘာလို့ဓာတ်မတရလဲတော့မသိဘူးစနွင်းကိုတော့အသေးကြောက်ကြတယ်ကွာမိကြောင့်သားကိုလည်းစနွင်းထဲ့ချင်ရင်လည်းအသားကိုလည်းစနွင်းမကတ်ဘူးဖို့တည်းဖြူဘက်ဖြူရောနဲ့စနွင်းရတခြားအသားတခြားဖြစ်နေတတ်တယ်စမ်းကြည့်တဲ့သဘောတရားတွေပေါ့ကွာဒါနဲ့မိကြောင့်ဆိုတာမြစ်တွေချောင်းတွေမှာနေပြီးတော့ကျင်လေကျက်စားတတ်တဲ့အကောင့်လေးဘလို့များပင်လေရကျွန်းမှာလာရှိနေရတာလေဟာအဲ့ဒါတော့ငါလည်းဘယ်ပြောတတ်ပါမလဲဖို့တည်းဟာဖို့တည်းရှူမူရန်ကလည်းကျွန်တော်တွေးမြတာတွေကိုသူလည်းမစင်စားတတ်ဟန်ပြောနေစီမှာတော့ကျွန်တော်နားနေရအပင်ထက်ကနေငါတကောင်အော်တန်ထွက်ပေါ်လာတာကြောင့်လဲနှက်ခမ်းမော်ကိုလက်ညှိုးတင်အားလုံးအတန်တိတ်ရန်ချက်ပြမုတ်ပြောင်းကိုယူပြီးတော့မုတ်ဆူးကိုထဲငှက်တန်ထွက်ပေါ်လာရအပေါ်ကိုလည်းချိန်ရွေးနေတာပေါ့ကျွန်တော်ကလည်းအပင်ပေါ်ကိုမော့ကြည့်တော့ဘာငှက်မှလည်းမတွေ့ရမူရန်မုတ်လိုက်တဲ့မုတ်ပြောင်းကလည်းတိရွက်များကြားတဲ့တိုးဝင်ပြီးတော့လူတယောက်ကလည်းတိတ်ကိုင်းပေါ်ကနေရုပ်ကျိုးပြက်ပြုတ်ကျလာပြီးမြေပြင်ပေါ်ကိုအချိန်ပြင်းစွာပြုတ်ကျနာကျင်စွာအော်ဟဲတိုင်ထွက်ပေါ်တာပေါ့ထိုသူကလည်းနာကျင်စွာတစ်ချက်အော်ပြီးတော့လည်းမြေပြင်ပေါ်ကျတဲ့အချိန်နဲ့ဇက်ကျိုးပြီးတော့အသက်ပြောက်သွားခဲ့ကျွန်တော်တို့လူစုကလည်းအပင်ပေါ်ကလူတယောက်ပြုတ်ကျလာခြင်းတော့လည်းအံ့ဩနေရတာပေါ့အဆက်ကိုလုံယုံမြလက်မှန်မြက်ကိုရက်ပြီးတော့ခါမှာပတ်ချီထားတဲ့လူရိုင်းတယောက်ဒီကောင်ကငါတို့မိချောင်းနဲ့ရင်ဆိုင်နေကြတဲ့အပေါ်မှာရှိနေတာငှက်တန်ပြုတ်ပြီးတော့ငါတို့မိချောင်းလက်ကနေလွတ်လာကြောင်းအတန်ပြုတ်နေတာကွာသူ့ရဲ့အော်တန်နဲ့ငှက်တန်နဲ့တော်တော်တူပါတယ်ဒါပေမဲ့ငါတို့လိုပင်လယ်မှာတဘာဝနဲ့အသားကြောင်နေတဲ့သူတွေတက်ကတော့ဒီငှက်ကလည်းလူတယောက်အုံနေတယ်ဆိုတာတန်းသိရတာပေါ့ဟာဒီကောင်ကရှေ့ပြေးဖြစ်ဖို့များတယ်ဒီတိုင်းဆိုရင်ငါတို့ဘယ်နားမှာရှိတာဒီကောင်နေတီးသွားတော့ဟာလူရန်နေရောက်လာရဲ့ကာကွယ်မြန်ကြီးကြကျွန်တော်စကားပြင်မဆုံးသေးမြားတစ်ချောင်းကလည်းကျွန်တော်နေရွက်ဘေးကနေဝှီးကနေဖြက်အနောက်ကတစ်ပင်မှာစိုက်သွားတာပေါ့တေတော်တွင်ထဲမှာညာတန်နေတုံးခေါက်တန်များကြားရတာကြောင့်လေမူရန်ကလည်းစိုးရင်ကြီးနဲ့ကာကွယ်ယူခိုင်းတယ်ကျွန်တော်တို့လူစုကလည်းဝယုံသုံးကားနဲ့နီးရတစ်ပင်နောက်မှာအကာကွယ်ယူကြတာပေါ့မြားတယ်များလည်းမိုးဒီမိုးပေါက်များအလာကြနေကျွန်တော်ကလည်းရှေ့ရပြေးတက်လာတဲ့မျက်နှာမှာလည်းတစ်စီးအဖြူတွေခြေထားတဲ့လူရိုင်းတယောက်ကိုချိန်ပဲပြစ်ခတ်လိုက်တော့လူရိုင်းကလည်းကားကနေဖြစ်ပြီးတော့နောက်ပြန်လန်ကျသွားတယ်အမောင်ကြီးကိုရလည်းရှေ့တက်လာတဲ့လူရိုင်းအုပ်ကိုတနက်နဲ့တိုင်းတိုင်းပြစ်တာပေါ့လူရိုင်းများလည်းမိုးချိန်တန်လိုကျေလောင်နဲ့တနက်တန်နဲ့တူတူသူတို့လူတယောက်လဲကျသေးဆုံးသွားခြင်းအတွက်လည်းအရှိကိုအရန်ကရောစွတ်မတက်ဝင်နေမဲနဲ့တစ်ပင်များကိုကာကွယ်ယူပြီးတော့ကျွန်တော်တို့လူစုကိုလည်းစဝိုင်းပုံစံဝိုင်းပတ်ပြီးတက်လာကြကျွန်တော်ကလည်းလူရိုင်းတယောက်ကိုပုံစံပြပြီးတက်ဖြတ်လာပြီးဖြစ်တာကြောင့်လည်းတခြားလူရိုင်းများကိုလည်းခြေလက်များကိုရွေးချယ်ပြီးတော့ပြစ်ခတ်တာပေါ့နတန်တီကလည်းကျိုးဝေရန်မှာထွက်ပေါ်သွားတယ်တန်လုံးများကလည်းလူရိုင်းများထိတ်ပေါက်နှစ်ဖူးပေါက်ဖြစ်ကုန်ကြသလိုမူတိုင်းရဲ့မှုတ်ပြောင်းလက်ချက်နဲ့လည်းလူရိုင်းတွေကဒိုင်ရအနာတရရကုန်ကြတာဝကလည်းပေါက်သားပေါက်ရမှာလည်းအတော်ကြီးလက်ဖြောင်နေပြီဖြစ်ပါတယ်ရေခနဲ့ရိတ်ခဲတစ်ပင်တစ်ပင်ကူးပြောင်းနေတဲ့လူရိုင်းများကိုမှန်အောင်ပေါက်သားနဲ့ပြစ်ခတ်နိုင်အမောင်ကြီးကိုပြစ်တဲ့တနက်ကြီးစံများကလည်းအစတော့ပထမလူအုပ်ကြားတဲ့ပြစ်တော့တယောက်မဟုတ်တယောက်တော့ထိမှန်ဒိုင်ရရကုန်တာပေါ့ကိုနဲ့ညီကြီးစံတွေကိုချွေတာပြီးပြစ်ကြီးမဖြုံးနဲ့ကျွန်တော်တို့လူစုကလည်းပြစ်ခရင်ခိုင်းနေတဲ့အနောက်ကိုဆုတ်လာခဲ့ကျွန်တော်ကလည်းတနက်ကိုကြီးဖြည့်လိုက်ပြစ်လိုက်လုံနေတဲ့အမောင်ကြီးကိုလည်းတားမြစ်စကားပြောရတာပေါ့ကျွန်တော်တို့လူစုကလည်းပြစ်ခတ်လိုက်နောက်ဆုတ်ပြေးရမှာတော့အလွန်အနေရများတဲ့အခြေအနေတစ်ခုကြုံလိုက်တို့ကတော့အကြောင်းမဟုတ်ပါဘူးကျွန်တော်တို့နောက်ဆုံးနဲ့လာခဲ့ကြရမှာကျွန်တော်တို့ကလည်းကျွန်းရဲ့အစွန်ပိုင်းတနေရာကိုရောက်ခဲ့ကျွန်တော်ရောက်နေတဲ့နေရာကလည်းမြင်းမမဆောက်တဲ့တောင်ကပယံထိတ်မှာပိတ်မိတာပေါ့အောက်မှာလည်းရေလိုင်းများတဘောတဘုံနဲ့ကြောက်ဆောင်များကြားထဲမှာရိုက်ခတ်နေကျွန်တော်တို့လူစုကတော့ပိတ်မိနေကြပြီလေကြီးများကလည်းနဲလာပြီဖြစ်တယ်လူရိုင်းများကလည်းအညှိုးတကြီးနဲ့ရှေ့တိုးတက်လာကျွန်တော်ကလည်းဘာဆက်လုပ်အောင်လဲတွေးနေဆုံးဖြတ်ချက်တစ်ခုကိုခက်မြင်ချလိုက်တာပေါ့ငူးတယ်မင်းကောင်လေးတွေကိုဂိဆိုင်ပြီးခေါ်သွားပါငါဒီကောင်တွေကိုလမ်းကြောင်းလွှဲပြီးခေါ်သွားလိုက်မယ်ဟာရဖို့တယ်မင်းကြောက်တယ်ဖြစ်ပါမလားကွာတေးတူရှင်းတူလေကွာကိုကြီးဖို့တယ်လမ်းကြောင်းလွှဲရင်ကျွန်တော်လည်းလိုက်သွားလိုက်မယ်တာဝဝင်ပြောလာတဲ့စကားပေါ့ကိုကြီးဖို့တယ်လမ်းကြောင်းမလွှဲပါနဲ့ကျွန်တော်လွှဲပြီးတော့ထွက်တိုက်လိုက်မယ်ချမ်းမနေရပါနဲ့ဗျာတေးတူရှင်းတူပေါ့ဗျတယောက်တည်းအန်ရများလုံးနေအမောင်ကြီးကိုနဲ့နတန်တီကလည်းဝင်ပြောလာတာပေါ့ကဲအားလုံးပဲကျွန်တော်စကားကိုနားထောင်ကြအခုချိန်ကရန်ရေးကြည့်နေပြီအဲ့ဒီတော့မူရန်နောက်ကိုသာလိုက်သွားကြတာဝကကျွန်တော်ရဲ့တနက်ကိုယူသွားညီတနက်ကိုကျွန်တော်ကိုပေးကြည်နေပါပေးလိုက်ဖို့တယ်တတိထားတော့မော်တော်ပေါ်မှာပြန်ဆောင်ကြမယ်ပြန်လာခဲ့အကျုပ်ပြန်လာမယ်မူရန်ခရီးပေးတယ်တခြားသူများကလည်းစိုးရင်ကြီးတတိပေးစကားပြောကြတာပေါ့ကျွန်တော်ကလည်းအားလုံးစိတ်ချမ်းသာစေရန်ပြန်လာမယ်လို့ခရီးပေးလိုက်ကျွန်တော်ကလည်းအားလုံးကိုခြံပြီးတော့ပုံးွယ်ရာကနေစန့်ကျင်ဘက်ရက်ကိုပြေးတနက်တစ်ချက်မိုးကိုထောင်ပေါက်တာပေါ့လူရန်များလည်းကျွန်တော်တို့ဖွဲ့ငိန်နေရနေတနက်တန်ကြားရတာကြောင့်လည်းကျွန်တော်နောက်ကိုလိုက်လာတဲ့အတန်ကြီးကြားကျွန်တော်ကလည်းတနက်ကိုမိုးပေါ်ကိုနောက်တစ်ချက်ထောင်ပေါက်ပြီးတော့ကျွန်တော်နောက်လိုက်လာစေရန်ထပ်ပြီးမြားခေါ်ကျွန်တော်နောက်ကိုလည်းလိုက်လာစေရန်ထပ်ခေါ်တာပေါ့ကျွန်တော်ကလည်းတောတွင်းနဲ့ဝင်ပြေးနေတဲ့ရွက်ချောင်များကျွေနေတဲ့တစ်တောအောက်ခြေကနေပြေးလာစေမှာတော့ကျွန်တော်ရဲ့ခြေတစ်ဖက်နင်းလိုက်တဲ့မြေကလည်းအောက်ကိုကျုံဝင်ပြီးတော့ကိုင်းညွန့်နေတဲ့တစ်ပင်တစ်ပင်မှာထောင်မှတ်သွားခြင်းနဲ့တူတူတည့်ရများနဲ့ဖုံးအုပ်ထားတဲ့ຫນွေကျိုးပိုက်ကွန်တစ်ခုကလည်းကျွန်တော်လုံးထွေးပြီးတော့အပေါ်ကိုမြောက်တက်သွားတာပေါ့ကျွန်တော်ရဲ့လက်မှာကင်ထားတဲ့ညီညီမင်းရဲ့6လုံးပြူတနက်ကလည်းလက်ကနေလွင့်ထက်သွားခဲ့တို့ချိန်မှာတော့450ခန့်ရှိတဲ့လူရိုင်းအုပ်ကလည်းကျွန်တော်တွဲလောင်းမိနေတဲ့နေရာပိုက်ကွန်အောက်ကိုရောက်ပြီးစူညံစွာရှိနေတာကျွန်တော်ကတော့လူရိုင်းများလက်ချက်နဲ့သေပြီးလို့တွေးလိုက်မိတယ်ပြန်လာပါမယ်လို့ဂရီးပေးပြီးတော့လည်းမတီနိုင်ချင်းတော့လည်းကျွန်တော်လူတွေအတွက်စိတ်မကောင်းတောင်းပန်စကားဆိုလိုက်တာပေါ့လူရိုင်းတယောက်ကလည်းအပေါ်ကိုတက်ပြီးတော့ကျွန်တော်မိနေတဲ့ပိုက်ကွန်ကျိုးကိုဖျက်ချလိုက်တော့မြေပေါ်ကိုလည်းအချိန်နဲ့ပြစ်ကြနေတဲ့တူနာကျင်သွား
လူရိုင်းများလည်းကျွန်ုပ်ကိုလှန်နိုင်များနဲ့ချိန်ရွယ်ပြီးဒေါသဖြစ်တဲ့အမူအရာမျိုးရှိနေတာပေါ့ကျွန်ုပ်ကိုလည်းတခါတည်းတပ်ပြင်းရံပြီးတချို့ကလည်းလက်ဟန်ချီဟန်အမူအရာကိုကြည့်ပြီးမှန်းဆကြည့်ပြီးတော့လည်းသိလိုက်ကျွန်ုပ်ကလည်းဇော်ကြေးပြန်နေပြီလေတတဝါတိုင်းမိမိအသက်သေးမှကိုကြောက်တတ်ကြတာကြီးပဲကျွန်ုပ်ကလည်းသေပေးနေမျက်နှာချင်းဆိုင်ကြုံရတဲ့ခါမှာတော့အခုချိန်မှာလည်းကြောက်ရွံ့နေမိခေါင်းဆောင်ဖြစ်ရန်တူတဲ့ရဲပူပူအသားမဲမဲနဲ့လူကြီးကလည်းမြည်တို့ဆုံးဖြတ်ချက်ချလိုက်တယ်မသိသူတို့လူရိုင်းဘာသာစကားနဲ့သူ့လူများကိုအမိန့်ပေးလိုက်တော့ကျွန်ုပ်ရဲ့လက်များကိုလည်းကိုလုံးနဲ့ပူကပ်ပြီးတော့ကြိုးတုပ်ထားလိုက်ကြတယ်လူရိုင်းများလည်းအတွင်းထဲကိုဝင်သွားတဲ့ခါမှာတော့ကျွန်ုပ်ကလည်းလှန်နိုင်များကင်ထားတဲ့လူရိုင်းများဝင်းရန်လှန်ပြားနဲ့ထိုးပြီးတော့လည်းရှေ့ကိုသွားရန်ညွှန်ပြတာကြောင့်ကျွန်ုပ်ကလည်းရှေ့ကလူရိုင်းများသွားရနောက်ကိုလိုက်ခဲ့လိုက်သူတို့လူများကိုတန်ရာရအောင်ပြုလုပ်ခဲ့တဲ့ကျွန်ုပ်ကတော့အခုမတက်သေးတော့လဲနောင်တက်မှာကျင်းနေတာပေါ့ဘလို့နည်းနဲ့တက်မယ်လို့လည်းမဆိုနိုင်တနည်းမဟုတ်တနည်းနဲ့တက်မှာတော့ကျင်းတယ်လူရိုင်းများတန်ကြောင်သွားပြီးတဲ့ခါမှာရက်လိုက်ကြတယ်လေထိုလူရိုင်းများရက်နေတဲ့နေရာကိုရောက်တဲ့ခါမှာတော့ရေကန်ကြီးကန်ကြီးမှာရက်လိုက်ကြောင်သိရကြီးမားလာတဲ့ကျယ်ဝန်းလာတဲ့ရေကန်ကြီးရဲ့တစ်ဖက်ကံမှာလေလူရိုင်းများကလည်းဝိုင်းပတ်ပြီးတော့ရက်နေကြလန်ကိုင်လူရိုင်းများကလည်းကျွန်ုပ်ကိုလည်းကန်ဆက်အနီးရေကန်ကိုသွားခိုင်းပြီးတော့ခေါင်းဆောင်ဖြစ်တဲ့လူရိုင်းကလည်းတစ်ခုခုလှမ်းပြလိုက်တော့ကျွန်ုပ်ကိုမှချီနှောင်ထားတဲ့ကြိုးတွေကိုဖြုတ်ပေးလိုက်ပြီးတော့လေလူရိုင်းတယောက်ကကျွန်ုပ်ရဲ့နောက်ကျောကိုစောင့်ကန်လိုက်တော့ကျွန်ုပ်ကလည်းရေကန်အတွင်းနဲ့အချိန်နဲ့ပြုတ်ကြတာပေါ့ရေကန်ရဲ့ဘေးဘက်လည်းမှာလည်းလူရိုင်းများကညာတန်ပေးနေတာကျွန်ုပ်ကလည်းကမ်းပေါ်တက်လို့လည်းမရဘူးလေလူရိုင်းများကလည်းကျွန်ုပ်ကမ်းနာကတာနဲ့လှန်နဲ့လိုက်ထိုးတယ်ကျွန်ုပ်စိတ်ထဲမှာတော့အခုဖြစ်ပျက်ကိုလည်းကြက်ဝိုင်းနဲ့ဆင်တူတယ်လို့တွေးမိတာပေါ့ကြက်သမားများကလည်းတိုက်မဲ့ကြက်နှက်ကောင်ကိုအလဲမှာချဘေးကနေဝိုင်းပြီးတော့သူ့ကြက်ကိုကြက်အားပြီးအခုလူရိုင်းများကလည်းကြက်ပွဲအားပေးရတယ်တူတယ်လို့စိတ်တွင်းထဲမှာထင်မိတာပေါ့အခုအားပေးနေသူများကလည်းကျွန်ုပ်ကိုရန်သူဖြစ်သတ်မှတ်ထားကြတော့ကျွန်ုပ်ကိုအားပေးရလည်းမဖြစ်နိုင်ရေကန်အတွင်းနဲ့နောက်တစ်ယောက်ကိုလည်းအားပေးတာဖြစ်ကြောင်းတွေးမိတို့ချိန်မှာတော့ကျွန်ုပ်ခြေသလုံးတစ်ဖက်ကိုလည်းပြောစီစီအရာတစ်ခုကလာရောက်ရက်ပတ်တာသိရပြီးကျွန်ုပ်ကိုလည်းရေအောက်ဆွဲချတာပေါ့ကျွန်ုပ်ကလည်းရေအောက်ကိုနင်းမြုပ်သွားတယ်ထူးဆန်းတဲ့ချက်ကတော့ကျွန်ုပ်ကလည်းရေအောက်မြင်ကွင်းကိုရှင်းလင်းစွာမြင်နေရတယ်လို့ရေမုန်းပြီးတော့လည်းအသက်ရှူချက်ချင်းမျိုးကလည်းမရှိဘူးကျွန်ုပ်ချိန်မှာတော့လက်တန်ကြီးတကားကားနဲ့ကြီးမားတဲ့ရေပွဲကြီးတစ်ကောင်တွေ့ရတယ်ရေပွဲကြီးရဲ့လက်တန်တစ်ဖက်ကလည်းကျွန်ုပ်ခြေထောက်ကိုရစ်ပတ်ကျွန်ုပ်ကလည်းခြေသလုံးမှာကျိုးနဲ့ပူးချီထားတဲ့ဓာမြောင်တစ်လက်ရှိနေတာသတိရတာကြောင့်ခါညှုတ်ပြီးတော့လည်းဓာတ်ကိုဖြုတ်ဓာတ်ကိုတအိမ်တွင်းကနေဆွဲထုတ်လိုက်ကျွန်ုပ်ခါကုန်းညှုတ်တဲ့အချိန်မှာတော့အင်ကြီးတွင်းနဲ့ထည့်ထားတယ်ပလဲနဲ့တစ်တာလေးကအဖုံးပွင့်ပြီးတော့ပလဲနဲ့ကလည်းရေထဲပြုတ်ကြတာကြောင့်ကျွန်ုပ်ကလည်းပလဲနဲ့ကိုအလင်းမြန်လိုက်ဖမ်းဗဇက်မှာလည်းထည့်ပြီးငုံထားလိုက်တာပေါ့ရေပွဲကြီးကလည်းသူ့ကိုတွင်းနဲ့အနက်ရောင်ရေများမှုတ်ထုတ်လိုက်တယ်ကြားဘူးနာပါရာရေပွဲများကလည်းသူတို့ဖမ်းဆီးစားတော့မဲ့သားကောင်ရေနောက်ကြည့်အောင်ဖန်တီးပြီးတော့ဖမ်းဆီးစားတော့တတ်တယ်လို့လည်းကြားဘူးတာပေါ့ရေပွဲကြီးရဲ့တခြားသောလက်တံများလည်းကျွန်ုပ်ကိုရစ်ပတ်လိုက်ကြတယ်ကျွန်ုပ်ရဲ့တကူလုံးရေပွဲကြီးရဲ့လက်တံထဲမှာရစ်ပတ်ခံရပြီးတော့ရေပွဲကြီးကလည်းသူ့ရဲ့လက်များနဲ့လက်ယူကျွန်ုပ်ကိုလည်းသူ့ပါဇက်တွင်းနဲ့ထည့်ရန်ကြိုးစားတာပေါ့ကျွန်ုပ်ကလည်းဓာမြောင်တစ်ချက်ပင်အသုံးပြုခွင့်မရလိုက်ဘူးကုန်းမုံဆိုကျွန်ုပ်ကတော့ကြားစင်များလက်ချက်နဲ့မသေးပဲရေပြင်မှာတော့ရေပွဲလက်ချက်နဲ့အသက်ဆုံးရှုံးရမယ့်အရေးနဲ့ရင်ဆိုင်ရတာပေါ့အဲ့ဒီအချိန်မှာတော့မထင်မှတ်ထားတဲ့အကြောင်းအရာတစ်ခုဖြစ်ပေါ်လာခဲ့ရေပွဲကြီးကလည်းကျွန်ုပ်ကိုလုံးပြီးတော့ရစ်ပတ်ထားတဲ့လက်တံများပြေရော့သွားခြင်းကြောင့်လေကျွန်ုပ်ကလည်းရေပွဲလက်တံများကိုဖယ်ရှားရေပွဲကြီးကိုကြည့်လိုက်တော့ရေပွဲရဲ့မျက်လုံးနေရာမှာလည်းလှန်သွားတဲ့ချောင်းကိုစိုက်ဝင်နေတာတွေ့ရတာပေါ့ထိုချိန်မှာတော့ကျွန်ုပ်ခေါင်းများလည်းမူးဝေတယ်လို့ခံစားရတယ်ကျွန်ုပ်လက်ကိုလည်းလက်တစ်ဖက်လာဆွဲတယ်လို့ခံစားရတာပေါ့ကျွန်ုပ်ကလည်းအလွန်နှိမ်မြန်တဲ့အချိန်ဟုန်နဲ့ရေထဲမှာရွေ့ရှားတယ်ခေါင်းမူးနောက်နေတဲ့အပြင်ရေကိုလည်းအချိန်နဲ့ထိုးခွင်းသွားတာကြောင့်ကျွန်ုပ်မျက်လုံးများကိုလည်းတင်းတင်းကြပ်ကြပ်မှိတ်ထားလိုက်မိတာပေါ့ကျွန်ုပ်ကလည်းရေပြင်ပေါ်ကိုတက်လာတာကိုလည်းမျက်လုံးမှိန်ခံစားလိုက်ရတယ်ကျွန်ုပ်ခန္ဓာကိုယ်လည်းတယောက်ယောက်ကမပြီးတော့ကုန်းပေါ်ကိုတင်ပေးတာလည်းသိရတာပေါ့ကျွန်ုပ်ကတော့အားအင်များကုန်ခန်းပြီးတော့ခေါင်းများကလည်းမူးနောက်ကျွန်ုပ်ကလည်းပက်လက်လဲလျောင်းပြီးတော့မှိနေမိရလေကျွန်ုပ်ပါဇက်တွင်းထဲမှာတော့ပလဲနက်ကိုလည်းငုံလျက်သားရှိနေကျွန်ုပ်ကရေအောက်မှာအတန်ကြောင်နေနေတာအံ့ဩစရာပဲထို့ထက်ပိုပြီးအံ့ဩစရာကောင်းတာကတော့ရေပွဲကြီးကိုတိုက်ခိုက်ပြီးတော့ကျွန်ုပ်ကိုကဲခဲ့တဲ့သူဘသူအများရေပွဲကြီးကိုတိုက်ခိုက်ပြီးတော့ကျွန်ုပ်ကိုကဲတာလဲဆိုတဲ့မေးခွန်းကိုလည်းကျွန်ုပ်ပြန်မေးခွန်းထုတ်မိကျွန်ုပ်ကလည်းခေါင်းမူးနေအားနေပြီးတော့လည်းတဖြည်းဖြည်းပြန်ပြီးကြည်လင်လာတာမို့လို့မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်လက်နှစ်ဖက်ကိုလည်းအားပြုပြီးတော့ထထိုင်လိုက်တာပေါ့ရောက်ရှိနေတဲ့ပတ်ဝန်းကျင်ကိုပထမဦးဆုံးလေ့လာကြည့်မိကျွန်ုပ်ကလည်းကန်းစားတစ်ခုမှလဲလျောင်းနေခြင်းဖြစ်ပြီးအပေါ်ကိုမော့ကြည့်တော့လူတရက်ကြော်ခန့်အမြင့်မှာကြောက်သားအမိုးကိုလည်းတွေ့ရတာပေါ့ကျွန်ုပ်ကလည်းမြည်သည့်နေရာကိုရောက်နေတယ်မဆိုနိုင်ခြေတံတွေကလည်းဇက်တိုက်ထွက်ပေါ်လာတာကြောင့်လည်းကျွန်ုပ်ရဲ့လူရိုင်းများကလည်းရောက်လာခြင်းဖြစ်လားလို့လည်းတွေးပြီးတော့စိုးရိမ်စိတ်ဝင်မိပလဲနက်ကိုလည်းပါဇက်ထဲကထုတ်အိတ်တွင်းနဲ့ထည့်ပြီးတော့ခုခံမဲ့လက်နက်တစ်စုံတရာရှာမိတာပေါ့နောက်ဆုံးမှာတော့လက်နက်ဓာတ်ကလည်းရေထဲမှာကြကြံရစ်ခဲ့ပြီးဖြစ်ပါတယ်ကျမအရှင်းကိုအန်ရပြုတ်မဲ့သူမဟုတ်ပါဘူးမိန်းကလေးတယောက်ရဲ့စကားပြောတန်ကြားပြီးတော့ကျွန်ုပ်ထံလှမ်းလာနေတာကိုလည်းတွေ့ရတာပေါ့တရေပြော့လို့အစိမ်းရောင်အင်းကြီးဒုအထိရှိမဲ့စက်ကတ်လို့ထမိန်လို့တရေပြော့လုံးကြီးကိုဝစ်စင်ထားတဲ့မိန်းမျိုးကျော်လေးတယောက်ကလည်းကျွန်ုပ်ထံကိုလှမ်းလာအဝယ်စားများကလည်းကိုကျက်ဝယ်စားများဖြစ်တာကြောင့်မိန်းမပြိုလေးရဲ့လှပစွာဖွဲ့ထားတဲ့ကိုလုံးလှတရားလည်းပဂရိတိုင်မြင်တွေ့ရပြီးမျက်နှာလေးကလည်းချောမောလှပလွန်းလာတယ်တင်ပါထီအရှိဆန်တယ်များကလည်းအခုမှရေထဲကနေတက်လာရင်ဆူရွှဲနေတာပေါ့ဟိုကျွန်ုပ်ကိုကဲလာတာမင်းလားနောက်ပြီးတော့ဒီနေရာဘယ်နေရာလဲရှင်းကိုလူရိုင်းတွေကရေပွဲသာကျွေးတဲ့ရေကန်အောက်မှာပင်လယ်နဲ့ချိတ်ဆက်ပြီးရေဝင်နေတဲ့ရေရောက်ဥမြင့်လှိုင်းကောင်းလမ်းကြောင်းရှိအဲ့ဒီလမ်းကြောင်းတိုင်းကျမရောက်လာပြီးတော့ရှင်းကိုကဲလာခဲ့တာပဲဟာမင်းတော်တက်တိကောင်းတဲ့မင်းကလေးပဲရေပွဲရဲ့ခေါင်းမှာလှန်တစ်ချောင်းစိုက်နေတာတွေ့လိုက်ရတယ်ဟိုကျွန်ုပ်ကိုအခုလိုခက်ကဲလာပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဟိုကျွန်ုပ်နာမည်ဖိုးတီပါနာမည်တတ်မှတ်ချက်ရတော့ကျမနာမည်ကိုပြောပြရမယ်ဆိုရင်တော့ရှင်ခေါ်ခြင်းနဲ့နာမည်ခေါ်ပါကျမမှာနာမည်မရှိဘူးဟင်လူတယောက်မှာနာမည်မရှိဘူးကျွန်ုပ်ကလည်းအံ့ဩရတာပေါ့လှပချောမောတဲ့ကျွန်ုပ်ရဲ့အသက်သခင်မင်းကလေးကနာမည်မရှိဆိုတော့ကြောင့်လည်းအံ့ဩနေမိအစားတော့နောက်ပြောင်လာလို့ထင်မိတော့လေသူမပုံစံလည်းနောက်ပြောင်နေဟန်နဲ့မတူထိုမင်းကလေးကိုကြည့်နေတဲ့ကျွန်ုပ်ကလည်းတဏှာမှာရင်းနှီးနှီးတွေ့ဘူးလို့ခံစားရတာပေါ့နောက်မှပဲတစုံတစ်ခုသောအကြောင်းအရာကိုသတိရလိုက်တယ်လွန်ခဲ့တဲ့ညရေထဲမှာတွေ့လိုက်ရတဲ့မင်းကလေးမျက်နှာနဲ့ထိုမင်းကလေးမျက်နှာလည်းတူနေကြောင်းသိရတာပေါ့ကိုဟုတ်တယ်ဟိုနာမည်ပေးခိုင်းတာလေဘာလို့နိုင်နေရလဲနာမည်မပြောချင်တာလားတကယ်မရှိရလားမသိပေမဲ့မင်းကိုကျွန်ုပ်မာယာလို့ခေါ်မယ်မာယာဒီနာမည်လေးကျမကြိုက်တယ်လှတယ်ကိုဟုတ်တယ်ပင်လေးကလည်းအပြောကျဲပြီးတော့အလှည့်အပြောင်း
ညံဆန်ပြီးတော့လေမာယာများလုံးနဲ့သဘောတရားကိုယူပြီးမာယာလို့နာမည်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။မိန်းကလေးကလည်းထုံနာမည်လေးကိုရေရွတ်ပြီးသဘောကျနေ။လာကိုဖို့တီပြင်မန်းနေရောပေါ့မာယာနောက်ကိုလိုက်ခဲ့။မာယာဆိုတဲ့နာမည်ကိုသဘောကျဟန်နဲ့စကားပြောတဲ့အခါမှာလည်းသူမနာမည်ကိုထည့်ပြောပြီးသူမနောက်ကနေလိုက်ခဲ့ရင်ပြောတာပေါ့။မာယာလို့ကျွန်တော်နာမည်ပေးထားတဲ့မိန်းကလေးခေါ်သွားရနောက်ကိုလည်းကျွန်တော်ကလည်းလိုက်ပါခဲ့တယ်။ကျွန်တော်ရောက်နေတဲ့နေရာရဲ့အပေါ်မှာလည်းကြောက်သားအမို့တွေ့ရတာကြောင့်လှိုင်ကောင်းတစ်ခုဖြစ်မယ်လို့လည်းတွေးမိတာပေါ့။ဒီမှာကြည့်လိုက်ကိုဖို့တီရှင်လိုချင်သလားနိုင်သလားယူသွားလို့ရတယ်။အားနာစရာမလိုဘူးနော်။ကျွန်တော်အဲ့ဒါတွေမမှတ်ပါဘူးမာယာ။ကျွန်တော်အမှန်ရပြောရင်တော့ကျွန်တော်လူတွေစီကိုပြန်ကျင်တယ်။သူတို့ကျွန်တော်ကိုစိတ်ပူနေကြလိမ့်မယ်။ကိုဖို့တီကရတနာတွေကိုမမှတ်မဟုတ်နော်။လူထုလူဆန်မယ်။ဖြူဝင်းနေတဲ့ပလဲလုံးတွေရွှေငွေရတနာတွေကလည်းအခန်းတစ်ခုလုံးပြည့်နေတဲ့နေရာတစ်ခုကိုမိန်းကလေးကလည်းခေါ်လာတာပေါ့။ကျွန်တော်ကလည်းရတနာများကိုလည်းတတ်မှတ်လို့လည်းစိတ်မရှိလက်တလုံးမှာတော့ကျွန်တော်လူတွေအတွက်စိတ်စိုးရင်ပူပန်နေသလိုသူတို့ကလည်းကျွန်တော်တို့စိတ်ပူပန်နေလိမ့်မယ်ဆိုတာလည်းကျင်းတယ်မလွဲတာမလို့စိုးရင်တော့ကရောက်တဲ့အခြေအနေကိုလည်းဖွင့်ပြောလိုက်ရခြင်းပဲဖြစ်ပါတယ်။မာယာဖြစ်နိုင်ရင်ကျွန်တော်ကိုလာခဲ့တဲ့နေရာကိုပြန်ပို့ပေးပါလား။ကျွန်တော်အမြန်ပြန်မှဖြစ်လိမ့်မယ်။ကိုဖို့တီအခုရောက်နေတဲ့နေရာလူတွေတသက်မှာတစ်ခါရောက်ဖို့မလွယ်တဲ့ရေသူမတိုက်ပဲကိုဖို့တီဟမ်ဒီနေရာရေသူမတိုက်ဟုတ်လားမာယာဟုတ်တယ်ကိုဖို့တီဒါလူတိုင်းကြားဖို့ပြီးတော့မရောက်ဘူးမမြင်ဘူးတဲ့ရေသူမတိုက်ကိုဖို့တီကိုဒီကိုခေါ်လာလဲရတာလဲကျမတို့တိုက်ကပျောက်သွားတာနှစ်အတော်ကြာပြီဖြစ်တဲ့ပစ္စည်းတစ်ခုကြောင့်ခေါ်လာအခန်းရဲ့နောက်ဖက်နိုင်ငံတွေကိုကြည့်လိုက်ကိုဖို့တီမာယာပြောလာတဲ့စကားများလည်းကျွန်တော်တို့အံ့ဩပါရပေါ့ရေသူမတိုက်ဆိုဒီကလည်းပင်လေလောကသားများကြားမှာဒဏ္ဍာရီဆန်ဆန်ပြောဆိုနေကြတဲ့အကြောင်းအရာအခုကျွန်တော်ကလည်းရေသူမတိုက်ကိုရောက်နေတဲ့အပြင်ကျွန်တော်နားမလဲတဲ့ဗဟိဇန်တဲ့စကားများမာယာပြောဆိုရင်းနဲ့ရတနာများထားရအခန်းရဲ့နောက်ဖက်ကနိုင်ငံကိုကြည့်ခိုင်းတော့နိုင်ငံကိုတရားကြည့်မိတော့လဲမိန်းကလေး6ယောက်ရုပ်ထုများကိုလည်းနိုင်ငံမှာကပ်ပြီးတော့ထုလုပ်ထားတာတွေ့ရတာပေါ့မိန်းကလေးများရဲ့ခါအောက်ပိုင်းမှာလည်း9တကောင်ရဲ့အမိပိုင်းဖြစ်နေတာတွေ့ရတယ်အဲ့ဒါရေသူမတိုက်ကပျောက်သွားတဲ့ပစ္စည်းတစ်ခုကြောင့်ဆိုင်ရာပိုင်ရာတွေကအပြစ်ပေးတာခံထားရတဲ့ရေသူမ6ယောက်ပဲကိုဖို့တီသူတို့ကလည်းအဲ့ဒီပစ္စည်းတိုက်ကိုပြန်ရောက်မှတက်ရှိဘဝကိုပြန်ရနိုင်လိမ့်မယ်မာယာပြောတဲ့စကားတွေကလည်းကျွန်တော်တို့ယုံနှန်းပုံမြင်တဲ့ပုဂ္ဂိုလ်နားထောင်နေရတယ်လို့ခံစားရတာပေါ့လက်ခံယုံကြည်ရန်ခတ်တဲ့ကိစ္စမျိုးလည်းဖြစ်သောကြောင့်ပဲဖြစ်ပါတယ်အဲ့ဒီပစ္စည်းကဘာပစ္စည်းများလဲမာယာကျွန်တော်နဲ့ပတ်သက်မှုရှိတယ်ဆိုတာရောကိုဖို့တီယူလာတဲ့ပလဲနက်ကလည်းလူရိုင်းနဲ့ဖျားပိုင်ဆိုင်တဲ့ပစ္စည်းမဟုတ်ဘူးလူရိုင်းတယောက်ရေသူမတိုက်ကိုမမျှော်လင့်မဲ့တွေ့ပြီးတော့ဒီတိုက်တစ်ခုလုံးမှာအရေးကြီးဆုံးလို့ဆိုရမယ်ပလဲနက်ကိုခိုးသွားပြီးသူတို့ကိုးကွယ်တဲ့နတ်ဆိုးရုပ်ထုရဲ့နှစ်ဖူးမှာထည့်မြုပ်ထားတာတကယ်တမ်းမူလပစ္စည်းပိုင်ရှင်အစ်စ်မှန်တော့ဒီရေသူမတိုက်ကပစ္စည်းပါပဲကျမကိုကူညီပါကိုဖို့တီမာယာပြောတဲ့စကားများကိုနားထောင်ပြီးကျွန်တော်ကလည်းပါဇက်အဟောင်းသားဖြစ်ရတာပေါ့အစပထမလူရိုင်းများကိုးကွယ်တဲ့နတ်ရုပ်ကပစ္စည်းလို့ထင်ပြီးပြန်လာပို့ပေးတဲ့ပလဲနက်ကရေသူမတိုက်ကပျောက်ဆုံးသွားတဲ့ပလဲနက်လို့လည်းမာယာဆိုလာခဲ့ပလဲနက်ပျောက်ဆုံးမှုတွေလည်းရေသူမညီမ6ယောက်ကလည်းကြောက်ရွံ့အဖြစ်ပြေးခံရပြီးတော့အကယ်၍ပလဲနက်ပြန်ရမှတက်ရှိဘဝပြန်ရမယ်လို့ပြောတယ်လေမာယာရဲ့ပြောစကားများကလည်းဟုတ်သည်မဟုတ်သည်အပါထားသူမကလည်းကျွန်တော်ရဲ့အသက်သခင်ကျေးဇူးရှင်ကျွန်တော်မူးဝေနေချိန်မှာပလဲနက်ကိုအသာလေးယူသွားရမာယာထိုသွေးမလောက်တာကိုလည်းလေးလေးစားစားတောင်းခံတာပေါ့မာယာကြောင့်သာမဟုတ်ရင်တော့ကျွန်တော်ကလည်းသေဆုံးပြီဖြစ်ပါတယ်ကျွန်တော်ကလည်းဆုံးဖြတ်ချက်ကိုခိုင်ခိုင်မာမာချပြီးတော့အိတ်တွင်းထဲကပလဲနက်ကိုထုတ်မာယာကိုကမ်းပေးလိုက်မာယာလည်းတုံကြီးတဲ့လက်နဲ့ပလဲနက်ကိုခံယူရင်းနဲ့မျက်ရည်တွေဆုတ်လာတဲ့မျက်လုံးများနဲ့ပလဲနက်ကိုကြည့်ပြီးတော့ကျွန်တော်လက်ကိုဆွဲတဲ့နေရာကိုသွားတာပေါ့နိုင်ငံတစ်ခုကလည်းအလျားအတောင်20အနန်းလည်း10တောင်ခန့်မြရှိပြီးညီညာပြန့်ပြူးနေထိုနိုင်ငံပေါ်မှာတော့ရောင်စုံဆေးများအသုံးပြုပြီးတော့ရေအောက်နန်းတော်ကြီးပုံတော်ပုံရေးဆွဲထားတာပေါ့ငါးကလေးများကုခက်သွားလာနေပုံကြောက်တုံးမှာကန့်ကြီးပေါက်နေတဲ့ရင်းညှိရင်မော်ပင်လေးများတန်တာကြောက်တန်းများစုလင်မုံချုံအမုံများနဲ့တစားဆင်ထားတဲ့ရေအောက်နန်းတော်ကြီးကိုလက်ရမြောက်စွာရေးဆွဲထားခဲ့အပေါ်ပိုင်းကတော့ကောင်းကင်မှာသာနေတာလေးရရှိပြီးတော့တိမ်တိုင်များကြားထဲမှာကိုယ်တစ်ပိုင်းထွက်နေတဲ့မိမတယောက်ကလည်းရေအောက်နန်းတော်အပေါ်ကတဲတဲမှာလက်တစ်ချောင်းထုတ်လက်ဝါးအုံမိုးထားတဲ့ပကြီးကလက်ရလည်းတကယ်အပြင်းနဲ့မချအသေးစိတ်တူညီစွာရေးဆွဲထားတာပေါ့ကျွန်တော်ကလည်းထုံများလောက်ထိအစ်စ်နဲ့မချတူညီတဲ့ပကြီးကမျိုးကိုတေဘူးမြင်ဘူးတာကြောင့်လည်းအံ့ဩစွာကြည့်နေမိတယ်ကိုဖို့တီကျင်းစားလေးပြေသွားတာနဲ့မကြခင်မှာကျွန်းကြီးကရေအောက်ကိုရောက်သွားလိမ့်မယ်အဲ့ဒီတော့ကိုဖို့တီတို့ကျွန်းကနေအချိန်မီသွားဖို့လိုတယ်ဗျာဟိုကျွန်တော်တို့ရောက်နေတဲ့ကျွန်းကြီးကရေအောက်ကိုရောက်သွားမှာဟုတ်လားမာယာကျွန်မပြောစကားကိုယုံပါကိုဖို့တီကိုဖို့တို့ရဲ့လူရေးစီကိုကျွန်မလိုက်ဖို့ပေးပါမယ်ရောက်မှသာကျွန်းကနေအမြန်ခွာကြပါမာယာလည်းနောက်ထပ်ထူးဆန်းတဲ့စကားဆိုလာတာပေါ့ကျင်းစားပြေတဲ့ချိန်မှာကျွန်းကြီးတစ်ခုလုံးရေအောက်ရောက်မယ်ဆိုတဲ့အလွန်ထူးဆန်းတဲ့စကားမာယာလည်းကျွန်တော်ကိုထူးဆန်းတဲ့စကားတွေပြောဆိုပြီးတော့ကျောင်းနိုင်ရန်ပကြီးကားတွေကလက်အုပ်မိုးထားတဲ့မိန်းကလေးရဲ့လက်ဖွားအောက်ကိုလည်းပလဲနဲ့ထက်ရန်ကြိုးစားနေရမှာတော့သူမအရန်နဲ့မမီဖြစ်နေတာကြောင့်မာယာရဲ့ခါချင်းချင်းလေးကိုလည်းကင်ပြီးတော့ကျွန်တော်ကလည်းပင့်မြောက်ပေးလိုက်ပကြီးကားတွေကလက်အုပ်မိုးထားတဲ့အမျိုးသမီးရဲ့လက်အောက်မှာအပေါက်ကလေးတစ်ခုရှိပြီးတော့ပလဲနဲ့ကလည်းထို့အပေါက်ကိုလည်းကွက်တီဝင်သွားတာပေါ့အခုတော့လည်းပကြီးကားအပြည့်စုံသွားပြီဖြစ်တယ်ပကြီးကားတွေကမျိုးသမီးကလည်းပလဲနဲ့ကိုလက်ဖွားထဲမှာထည့်ပြီးတော့ရေအောက်မျိုးကိုလည်းအပေါ်စီးကနေအုံမုန်းနေဟန်ရှိတာပေါ့မာယာလည်းကျောင်းနိုင်ရန်ပကြီးကားကိုရင်ခုန်စိတ်လျောက်ရှားစွာကြည့်ကျွန်တော်ကရမာယာဘာလုပ်နေရဆိုတာကိုလည်းနားမလည်နိုင်စွာနဲ့ပကြီးကားကိုလည်းကြောင်တောင်ကြည့်မိတာပေါ့ဟမ်ကျင်းစာပြေသွားပြီကိုဖို့တေကျွန်တော်တို့နေရာပကြီးကားကိုတန်တော့ငိမ်းမောကြည့်တဲ့အချိန်မှာတော့ထူးဆန်းတဲ့ဖြစ်ပေါ်တာပေါ့ပလဲနဲ့ကလည်းအယောင်စုစုအလင်းတွေထွက်ထိုးလင်းယောင်များကလည်းပကြီးကားတစ်ခုလုံးလွှမ်းခြုံလိုက်တဲ့အခါမှာတော့ပကြီးကားတွေကရက်တန်နေတဲ့ငါးကလေးများကလည်းလှုပ်ရှားကူးခတ်နေတာကိုတွေ့လာခြင်းကြောင့်လေကျွန်တော်အံ့ဩသွားခြင်းနဲ့အတူတူမာယာရဲ့ဝမ်းသာအားရစကားကလည်းထွက်ပေါ်လာတာပေါ့လာကိုဖို့တေရှင်းနေရကိုမာယာလိုက်ပို့ပေးမယ်မာယာလည်းကျွန်တော်လက်ကိုဆွဲပြီးတော့ပကြီးကားရှိရာကြောက်နိုင်ရန်အတွင်းကိုလည်းဆက်ခနဲ့တိုးဝင်တော့ကျွန်တော်ကလည်းအံ့ဩခွင့်တောင်မရခဲ့ဘူးပကြီးကားကလည်းရေပြင်းတစ်ခုလိုဖြစ်နေတော့အံ့ဩစွာသိရတယ်ရေအောက်နန်းတော်ကြီးကိုကျွန်တော်ကလည်းနီးကပ်တွေ့လိုက်ရတော့တာပေါ့ရေထဲမှာလည်းမာယာကျွန်တော်ကိုပြုံးပြပြီးတော့လက်ဖွားတစ်ဖက်နဲ့ကျွန်တော်မျက်နှာကိုတက်လိုက်တော့ကျွန်တော်ကလည်းအိမ်မောကြသူလိုမိန်မောသွားမိကျွန်တော်ရဲ့လက်ကဝက်ကိုမာယာတင်းတင်းကြပ်ကြပ်စုပ်ကင်ထားတာကိုကျွန်တော်သိရတယ်ကျွန်တော်ကလည်းအလွန်ပြင်းထန်လာတဲ့အချိန်နဲ့ရေကိုထိုးခွင်းပြီးတော့သွားနေတာသိရတာပေါ့ကျမဟာရေသူမ6ယောက်ရဲ့ညီမအငယ်ဆုံး1ယောက်ပဲကိုဖို့တေအခုဆိုရင်လည်းကိုဖို့တေရဲ့ကျေးဇူးကြောင့်ကျမအမတွေကျိန်စားနေလွတ်မြောက်သွားခဲ့ပါပြီကိုဖို့တေမဲ့ပေးခဲ့တဲ့မာယာဆိုတဲ့နာမည်လေးကိုကျမအရန်ကြိုက်ပါတယ်တစ်သက်လုံးဒီနာမည်ပဲသုံးတော့ပါမယ်
တကယ်လို့တန်တရားဟာလဲပတ်တတ်တယ်ဆိုရင်လည်းအဲ့ဒီလဲပတ်နေတဲ့တန်တရားတကွေ့မှာကိုဖိုးတင်နဲ့ပြန်ဆုံချင်ပါတယ်ကျွန်ုပ်ကလည်းမာယာပြောနေတဲ့စကားတွေကိုနားနဲ့ကြားနေရတာမျိုးမဟုတ်ဘဲနဲ့စိတ်ချင်းဆက်သွယ်ပြီးကြားနေရတယ်လို့ကြားရတာပေါ့ကျွန်ုပ်ကိုကင်ထားတဲ့လက်ကလည်းအပေါ်ကိုဆွဲမြောက်လိုက်တာကြောင့်ကျွန်ုပ်ကလည်းရေပြင်မောဘန်းကနေပေါ်တက်လာခဲ့ကျွန်ုပ်ကလည်းအခုမှပဲအတိဝင်လာသူလို့အသက်ပြင်းပြင်းရှူလိုက်မိတာပေါ့ဟာဟိုမှာဖိုးတယ်ဟာကိုဖိုးတယ်မသေးသေးဘူးနော်ကိုကြီးကျွန်တော်ရဲ့ဘေးဘက်လက်ရေပြင်မှာတော့မာယာကိုလိုက်ရှာကြည့်နေစင်မှာဝမ်းသာအားရအော်ဟစ်တာတဲ့ကျွန်တော်လူများရဲ့အတန်ကိုကြားရတာပေါ့ကျွန်တော်ကလည်းမော်တော်ဘုတ်ထားရချောင်းတွင်းနဲ့ရောက်နေမှအခုမှပဲတိလိုက်သူမာယာတယောက်ကလည်းထူးဆန်းစွာပျောက်ဆုံးသွားကြောင်းသိရတယ်မူရန်နတန်တီကလည်းစိုးရင်ကြီးနဲ့မော်တော်ဘောခုံချရေထဲရောက်နေတဲ့ကျွန်ုပ်ကလည်းတယောက်တစ်ဖက်စီနဲ့တွဲပြီးတော့လည်းမော်တော်ရှိအောင်ကူးခတ်လာခဲ့ဟာဘာလို့ဘလို့ဖြစ်လာလဲဖိုးတီဟာအားလုံးကမင်းအတွက်စိုးရင်ပြီးတော့လူရိုင်းစခန်းကိုရှာပြီးတော့ဝင်တိုက်ဖို့အစီအစဉ်ဆွဲနေပြီအေးငါအကြောင်းနောက်မှရှင်းပြမယ်မော်တော်ကျွန်းကနေအမြန်ခွာဖို့လုပ်တော်မူတယ်မကြခင်မှာဒီကျွန်းကရေအောက်ကိုရောက်တော့မယ်ဟာဖိုးတီဘာလို့ပြောနေရလဲပလင်းနဲ့ကရောပလင်းနဲ့ကိစ္စရှင်းလိုက်ပြီငါပြောတော့ယုံမှာမော်တော်ကိုကန်းခွာဖို့အမြန်လုပ်တော့ကျွန်တော်ကလည်းစကားများပြောဆိုနေချိန်မှာတော့ကောင်းကင်ပြင်ကမိုးသားတိမ်လေးတွေတက်လာပြီးပတ်ဝန်းကျင်ကလည်းမဲမှောင်သွားတာပေါ့ကျွန်တော်ကလည်းဝမ်းသာအားရနဲ့ကျွန်တော်လွတ်မြောက်လာပြီးတော့ဝမ်းသာအားရလွတ်မြောက်လာသည်ကိုမေးတာကိုစကားများကိုဂယုမဆိုင်အားသေးပဲမာယာပြောတဲ့စကားတွေကိုသတိရတာကြောင့်မော်တော်ကိုကန်းကနေခွာခိုင်းတာပေါ့မူရန်ကလည်းကျွန်တော်စကားကိုမယုံရဲဟန်နဲ့မော်တော်ကိုဆက်နှိုးချောင်းကြီးကနေတဆင်ပင်လယ်ပြင်ကိုလည်းမောင်းထွက်ပြီးတော့လာရလန်းတိုင်းဆက်ကုန်ဖွင့်မောင်းလိုက်ဘာကြောင့်မလို့ကျွန်းကရေအောက်ကိုမြုပ်မယ်လို့ပြောတာလဲဖိုးဒီမင်းကိုဘယ်လိုပြောလိုက်တာလဲမင်းတို့ငါပြောတာမယုံကြဘူးမလားငါစိတ်ယူပေါက်ပြီးပြောတဲ့စကားလို့ထင်နေမလားဟိုမှာကြည့်လိုက်ကြမြင်မလာတဲ့ရေတိုင်းလုံးကြီးများကလည်းကျွန်တော်တို့စွန့်ခွာခဲ့တဲ့ကျွန်းပေါ်ကိုလည်းလှိမ့်ပြီးတက်နေတာကိုတွေ့ရတာကြောင့်ကျွန်တော်စကားကိုလည်းမယုံရဲရှိနေကြတဲ့မူရန်နဲ့လူငယ်များကလည်းအံ့အားသင့်ကျွန်းကိုလည်းလိုင်းလုံးကြီးများဖုံးအုပ်သွားတာကိုလည်းမယုံကြည်နိုင်အောင်ဖြစ်သွားတာပေါ့ကျွန်တော်ကလည်းမာယာရဲ့ပြောစကားတွေကိုမယုံမရဲစိတ်ဝင်ခဲ့မိတာကြောင့်တန်တော်ငေးနေမိလိုင်းလုံးကြီးများကလည်းကျွန်းကိုရေဖုံးပြီးတော့လှိုင်းအရှိန်နဲ့ကျွန်တော်တို့လှေရှိရာဘက်ကိုပင်ရောက်လာတာပေါ့ကျွန်တော်ကပါဝင်လဲအားလုံးကလည်းရေလိုင်းအောက်ကမော်တော်ဘုတ်ရောက်မဲ့အရေးအတွက်လည်းစိုးရင်ထိတ်လန့်နေမိမော်တော်ဘုတ်ကလည်းအရှိန်နဲ့ဝီးကနေအရှိန်မြင့်ပြီးတော့လင်းမြန်စွာသွားနေတာပေါ့ဆက်ရှင်နဲ့လည်းဆယ်သားမကမြန်တဲ့အရှိန်နဲ့ရေကိုမော်တော်ဦးကလည်းခွင်းပြီးတော့သွားနေခြင်းကြောင့်မော်တော်ပေါ်မှာရှိနေတဲ့သူများလည်းတိုင်များတန်းများကိုတန်တော်နဲ့ရှိနေကြလိုင်းလုံးကြီးကလည်းကျွန်းပတ်ပတ်လေးမှာသာရှိနေခြင်းဖြစ်ပြီးတော့တခြားပြင်နယ်ပင်နေရာမှာတော့ပုံမှန်တိုင်းရှိတာပေါ့မော်တော်ဘုတ်ကလည်းလိုင်းလုံးများလွတ်ကင်းရနေရာကိုရောက်တဲ့ခါမှာတော့ပုံမှန်အခြေအနေတိုင်းပြန်ပြီးတော့ဆက်တန်တပုတ်ပုတ်နဲ့သွားလာနေတာဟာရေထဲမှာမိန်းကလေးတွေဟာဘယ်ကမိန်းကလေးတွေပင်လေထဲရောက်နေကြတာလဲဟဲ့ကောင်စုအောင်မနေကြနဲ့ကွာအဲ့ဒါရေသူမတွေထင်တယ်မာယာကျွန်တော်ကလည်းမော်တော်ပုံမှန်အချိန်နဲ့ဖြစ်သွားတဲ့ချိန်မှာမော်တော်ရဲ့နောက်ဖက်မှာကိုယ်တစ်ပိုင်းဖော်ပြီးကူးခတ်နေတဲ့မိန်းကလေး9ယောက်ကိုတွေ့ရတာကြောင့်လူငယ်များလည်းတန်တော်ပြောဆိုနေတဲ့ချိန်မှာတော့မူရန်ကလည်းလူငယ်များကိုရေသူမများဖြစ်နိုင်ကြောင်းပြောနေတာပေါ့မိန်းကလေး6ယောက်ကလည်းရင်ကိုရှိုးသွားတော့လေမိန်းကလေး1ယောက်ကတော့မော်တော်ဘုတ်ကိုမမိမတုံစိုက်ကြည့်နေရေအောက်ကိုငုံရှိုးသွားတဲ့ချိန်မှာတော့ကြီးမားလာတဲ့ငါးကြီးကောင်ရဲ့အမိပန်းကိုလည်းတွေ့ရတာပေါ့ထိုမိန်းကလေးကတော့မာယာမန်းကိုလည်းသိရကြောင်းလက်လှမ်းပြပြီးတော့နာမည်ကိုအော်ခေါ်နေမိမာယာလည်းရေထဲကနေလက်တစ်ဖက်ဖြောက်ပြပြီးတော့ရေအောက်ကိုလည်းငုံရှိုးပြောက်ကွယ်သွားတာပေါ့ဟမ်မင်းတို့ဘာကြည့်နေကြလဲကွာကျွန်ုပ်ကလည်းမာယာကိုဇောကန်နေတာကြောင့်ပတ်ဝန်းကျင်ကိုသတိမထားမိတော့လဲပြန်ပြီးသတိဝင်လာတဲ့အချိန်မှာကျွန်ုပ်ကိုတန်တော်နဲ့ဝိုင်းကြည့်နေတဲ့မူရန်တို့လူတစုကိုလည်းတွေ့လိုက်ရတယ်ဟာလက်ထဲမှာလည်းပလဲပတိလက်ပတ်နဲ့ကျွန်းရေမြုပ်မှာကိုလည်းကြိုသိနေတယ်မော်တော်ကိုလည်းလှိုင်းတန်လွတ်အောင်ကူညီပေးသူတွေရှိရေသူမလေးတယောက်ကိုလည်းရင်းရင်းနီးနီးနဲ့မာယာလို့ခေါ်နေမင်းเจ้าနေအားလုံးကိုငါတို့ကိုပြောပြဖို့တရားမူရန်ပြောတဲ့ခါမှာတော့ကျွန်ုပ်လက်ကိုလည်းသတိထားမိတော့ပလဲရှစ်လုံးကိုလည်းကျိုးနဲ့ဖောက်တီထားတဲ့ပတိလက်ပတ်ကလည်းကျွန်ုပ်လက်ကဝယ်မှာရှိနေတာပလဲပတိလက်ပတ်ကလည်းမာယာလက်မှာပတ်ထားတာကျွန်ုပ်မြင်မိတယ်လေဘယ်ချိန်ကလေးဟာကျွန်ုပ်လက်ကိုပတ်ပေးလိုက်တယ်ဆိုတာမသိနဲ့ကျွန်ုပ်ကလည်းအရာအားလုံးကိုစိတ်ဝင်စားစွာနားထောင်ရန်ဟန်ပြနေတာကိုဘာမှမပြောဘဲနဲ့မော်တော်ဦးပိုင်းစီကိုရှောက်လာတော့ကျွန်ုပ်နောက်ကနေတန်းစီပြီးတော့လိုက်လာကြတာပေါ့တာဝရဲ့အရက်နှစ်ပတ်လောက်လုပ်ပေးကွာရေမရောနဲ့တာဝလည်းလှင်းမြန်စွာနဲ့ပဲဖန်ခွက်တစ်ခွက်တင်းနဲ့ကိုအရက်နှစ်ပတ်ထည့်လာပေးတာပေါ့ကျွန်ုပ်ကလည်းမောပန်းနွမ်းနေနေတာမလို့အရက်ကိုရေမရောပဲတချိန်တို့မော့ချလိုက်ပူနွေးပြီးရှိမ်းမြတဲ့အရက်ကလည်းကျွန်ုပ်လေချောင်းကိုဖြတ်ပြီးစီးဆင်းသွားပြီးတော့ဝမ်းပိုက်မှာလည်းပူနွေးသွားတာပေါ့ကျွန်ုပ်ကလည်းမော်တော်ဦးပိုင်းမှာခြေပစ်လက်ပစ်ထိုင်ပြီးတခြားသူများလည်းထိုင်လိုက်ကြတယ်ယောဘလို့တွေဖြစ်နေကြရလေကျွန်ုပ်ကမြတ်ဓာတ်ရှင်မင်းသားအောင်းမိန်နေလို့လားကိုကြီးမာယာဆိုတဲ့မိန်းကလေးကကိုကြီးချစ်သူရေသူမာလေးနာမည်လားဒါကတော့နတန်တီကမေးလာတာပေါ့ကိုကြီးဖို့ရေသူမာလေးနဲ့ဘလို့တွေ့ပြီးတော့ဘလို့တွေချစ်သူဖြစ်သွားတာလေရေသူမနဲ့တောင်ချစ်သူဖြစ်လိုက်သေးရင်နော်မပြောပြရင်တော့လည်းပြန်ရောက်ရင်အမနဲ့တိုင်မယ်ကိုကြီးဖို့တွေကိုလူရိုင်းနေဖမ်းထားတဲ့အချိန်ရေသူမာလေးကလာခဲ့တာပေါ့ဟုတ်လားမိုက်လိုက်တာဗျာအဲ့လိုမှန်းသိရင်ကျွန်တော်အဖမ်းခံပါလေဒါလည်းညီညီမင်းကလည်းမချင်မရဲနဲ့ပြောလာတဲ့စကားကိုကြီးကိုသူတို့ရေအောက်ကဘာကိုခေါ်ပြမှာပေါ့အချိန်တိုတွင်းထဲမှာဘလို့တွေတောင်တန်ရောစင်တွေ့သွားကြလိုက်တာဟိုတခါမှယောက်ျားသားတွေနဲ့မပတ်သက်ဘူးတော့လေကိုကြီးကိုဆွဲလန်းတော်တာနေမှာဒါကတော့ကိုမင်းကပြောလာတဲ့စကားပေါ့တယောက်တစ်မျိုးစိတ်ထင်ရာတွေပြောနေကြတယ်ကျွန်တော်ကလည်းထိုင်နေရကနေပတ်လက်လန်လှဲလျောင်းလိုက်တယ်ကျုံမောလို့မလို့တကြီးတမောလောက်အိတ်လိုက်အောင်မယ်နိုးလာရင်အကြောင်းဆုံးပြောပြကျွန်တော်ကလည်းတမင်တကာညစ်ပြီးပြောလိုက်ပြီးတော့မျက်လုံးကိုမှိတ်ထားတာပေါ့လူငယ်များကလည်းတိလို့စောနေမချင်မရဲဖြစ်ပြီးအတန်များကြားရတာကြောင့်ရည်ရင်စိတ်ကိုလည်းမနေထင်းရဒီကောင်တမင်ညစ်နေတာအေးဘေးဖိုးတယ်ဟမ်ပင်လည်းပြစ်ချကြမယ်ကွာဝိုင်းကန်ကြမူရန်ကလည်းစိတ်မရှိဟန်နဲ့ကျွန်တော်ခြေထောက်နဲ့ချောင်းကိုကန်ပြီးတော့တခြားသူများကိုပါကန်ခိုင်းတာပေါ့တခြားသူများလည်းလက်ကိုလုံးများကိုဝိုင်းကန်ကြဟေးဟာဘာလို့ကြလဲငါ့ကိုပင်လည်းပြစ်ချပြီးတေမယ်လို့ထင်နေလားဟမ်မာယာစောင့်ဖမ်းပြီးတော့ရေအောက်တိုင်းပြည်ကိုခေါ်သွားလိမ့်မယ်ပေါ့ဒီကောင်တောက်ပိုတွေပြောနေရရေအောက်တိုင်းပြည်တော့မရဘူးငမန်းပိုက်ထဲပဲရောက်သွားမှာပြစ်ချကွာဟေးတကယ်ပြစ်ချအောင်လို့လားပြောရမယ်ကွာအခုပြောပြပါမယ်နင်းနဲ့လေးတော့မူလို့မရဘူးကွာမူရန်တို့လူစုကလည်းကျွန်ုပ်ကိုမပြီးရေထဲပြစ်ချမယ်လို့စနှုတ်တာပေါ့အားလုံးကလည်းအသက်ဘေးကနေလွတ်မြောက်လာပြီမို့လို့ပြုံးပြော်နေကြတယ်ကျွန်ုပ်ကလည်းသူတို့နဲ့လမ်းကြောင်းခွဲပြီးတော့လူရိုင်းများလက်ကိုရောက်တည်ရစပြီးတော့မာယာပြန်လိုက်ဖို့တဲ့အကြောင်းများကိုလည်းပြောပြရန်အတွက်ဇလန်းကိုလည်းအစချီလိုက်တော့တာပေါ့